သာသနာတော်နှစ်2569ကောဇာအသက်ကရေ1389ခုနှစ်တပေါင်းလားပြည့်ကျော်10ရက်ခရစ်နှစ်2026ခုနှစ်မတ်လ12ရက်ကြာသပတေးနေ့တွင်သမီးတက်လာပြီရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်း18မိုင်3ပါလုံးမင်းကုန်းကြီးပါအုပ်စုမတည်ရှိတဲ့ဘောရီစာယာတော်ရရိပ်သာဤညာကင်းဓမ္မသဘင်မှာကျေးဇူးလိုက်ပါတယ်ဖေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာဆုချုပ်ရေးလုံကြပါစေသစ္စာဆောင်ရေးအောင်ကြပါစေဖေဆရာလေးတို့ဒီနေ့39ကြိမ်မြောက်ဒုလဘသီလရှင်များနဲ့မြေသမီးယောဂီများရဲ့သမထဝိပဿနာကိုရတာတရားစခန်းစခန်းသိအောင်ပွဲနေ့ဖြစ်ပါတယ်ဗျာအောင်ပွဲပြီးသွားတော့အကုန်လုံးကတော့မိမိရဲ့ယထာနာကိုပြန်ပါကြဆရာလေးတို့ကတော့ဆက်လက်ပြီးတော့ခြိတက်နေတာဘယ်လိုခြိတက်အမေနိဗ္ဗာန်ကိုကောင်းတယ်တော်နေနော်အဲ့တော့ဝန်တာဆရာလေးပေါ့ဒီနေ့တည်င်းကောင်းလေးပေါ့ဆရာလေးတို့ကအကျိန်40မြောက်ဘရိစာတော်ရရိပ်သာရဲ့မဟာတကြံကာလအကျိန်40မြောက်ဒုလဘသီလရှင်955ပါးသာသနာပြုဝတ်ပွဲသည်ဧပြီလ17ရက်ကနေပြီးတော့ဧပြီလ19ရက်နေ့ထိပေါ့အဝင်ရောထွက်ရောပြောရင်တော့9ရက်တာပဲပေါ့လေ9ရက်နေ့မှာပဲစောစောခေါ်လိုက်မယ်လို့စိတ်ကူးတယ်ခါတိုင်းလို့ညနေမှာတရားပွဲမစဘဲနေလေတရားပွဲကိုနေ့တည်းကခါရဲစံချတာတို့ဘာတို့အကုန်လုံးလုပ်မဲ့ပေါ့အဲ့လိုစိတ်ကူးပါတယ်ဒီပိဋကဆရာတော်ဘုရားလဲဆရာလေးတို့မဟာကဏ္ဍဝင်ကကိုဆရာတော်ဘုရားကြီးပဲပေါ့80ကြိမ်ရှိသွားပြီပေါ့နော်ဒီပိဋကရွေးချယ်ပွဲစာမွေးကြီးကျင်းပနေတဲ့မြန်မာပြည်မှာဒါခုဆိုရင်89ကြိမ်မြောက်89ကြိမ်မြောက်မှာ18ပါးထွန်းတယ်ပေါ့နော်18ပါးထွန်းတော့တစ်ကနေ4အထိရတော့ငုံဆရာတော်ဘုရားကြီးနံပါတ်4မှာကဏ္ဍဆရာတော်ဘုရားကြီးဒါတွေကလွန်တော်မူသွားနံပါတ်5ရောဆရာတော်ဘုရားကြီးပေါ့ဦးဆရာလေးတို့မှာကဏ္ဍဝင်ရတော့နံပါတ်6ဆရာလေးတို့ရဲ့ယေရှုဆရာတော်ဘုရားကြီး15ပါးမြောက်ကျောက်ပြောင်းဆရာတော်ဘုရား18ပါးမြောက်ယေဦးဆရာတော်ဘုရား18ပါးမြောက်ဒီပဲဆရာတော်ဘုရားအလုံးဒီမဟာကဏ္ဍဝင်မှာ4ပါးရှိတယ်ပေါ့နော်ဟောတယ်ဆရာတော်ဘုရားတို့ဒီကိုလာပြီးတော့မဟာတကြံဒုလဘ955ပါးဖွင့်ပွဲကို4ပါးစုံပြီးတက်ရောက်ပြီးတော့ဆရာလေးတို့လူတိုင်းနဲ့သာသနာ့မြေဒီပဲဆရာတော်အတွက်ဒီပိဋကမဟာကဏ္ဍဝင်ဒီပဲရင်ကျောင်းတိုက်ကြီးဒါလူထားတာလေးကိုလည်းအလုံးသာသနာ့လမ်းလာစိုက်ထူနေပေါ့နော်အဲ့ဒီမှာအဲ့ပွဲကြီးရှိတော့အမနစ်ကတော့ဒေါမလာအေးယောဂီယူလာကြတဲ့ဦးစိုးဝင်းထက်မိသားစုကနေပြီးတော့အဲ့ဒီပွဲမှာတဲ့တပည့်တော်လူမိသားစုကနေပြီးတော့တရားစခန်းကိုနေ့စဉ်အပါ955ပါးဆိုတော့300မတည်ပါတယ်တဲ့နေ့တိုင်းကျွေးပါဗျာတဲ့သူတို့နေ့တိုင်းလူပါမယ်300မတည်ပေးပါမယ်အဆလေးတို့လည်းဝမ်းသာတာပေါ့ဒါဆိုရင်ဆွန်အတွက်က955ပါးဒီဝေယဝိသကုသိုလ်ရှင်နဲ့လူသမားနဲ့ဆိုရင်ဆရာလေးတို့က600ကျော်ကျွေးရတာပေါ့နော်နေ့စဉ်အဲ့ဒါနဲ့ဆိုင်ဒီပါနေမှာပေါ့ကျန်တာတွေလည်းဘင်းအောင်ကမှာမယ်ပေါ့အဲ့ဒါ तू ကသိတဲ့အခါကျတော့ညနေကဖုံးထက်ဆက်တယ်အဲ့300လူတဲ့အပြင်ကိုတဲ့စီပေါ့နော်စားစီတပီပါလူပါမယ်တဲ့တပီပါဆိုအများကြီးပဲပေါ့နော်အဲ့ဆိုပိတ်တာပေါင်း130ပေါ့
စီပိတ်တာ130လေလူပါမယ်တဲ့ဆိုတော့စီတို့စံတို့ရှိပြီဆိုရင်ဘာပဲလူတော့လဲဟဲစားပဲလူတော့တာဘာဟင်းချက်စီရလားနော်စားလေးဝယ်ပြီးတော့ဆိုနေစားရင်မရဘူးလားတိတ်တာမထွက်တော့နော်အဲ့ဒါဝန်တာစရာလေးပေါ့2018 2019 2015လောက်ကတော့ဆရာလေးတို့ကုံမူးမှာကလေးလူငယ်တင်တန်းကြောင်ပေါ့နော်ပြစ်မှုရှိတဲ့ကလေးတွေကိုထားတဲ့လူငယ်တင်တန်းကြောင်ရှိတယ်ကုံမူးမှာငဲ့အော်ဆန်အဲ့မှာဆရာလေးတို့တရားဓမ္မရောင်ကြီးဓမ္မဒါနဖောင်ဒေးရှင်းဘူကြီးလာမျိုးရဲ့ဒီဘုရားဘာသာရေးကြီးလေးမှာတင်တန်းပေါ့လေအဲ့ဒီမှာလေးဆရာလေးတို့တရားသွားပြီးတော့တင်မှုတယ်နောက်2019ကျတော့အင်းစိန်prison ပေါ့အင်းစိန်ထောင်မှာအကျဉ်းသူတွေအကျဉ်းသမားလို့ခေါ်တာပေါ့နော်အဲ့ဒီကိုသူတို့သွားပြီးတော့တရားဓမ္မတွေကိုဟောပြောပြတာထောင်ဆိုတဲ့အကြောင်းကိုလည်းရှင်းပြအင်းစိန်ထောင်ကြီးကိုဆရာလေးတို့ဝင်ဖို့အတွက်ဖွင့်လိုက်တဲ့အချိန်မှာဒီထဲမှာခံစားမှုတစ်ခုဖြစ်တာပေါ့နော်သူပြည်စင်က3ဓာတ်ထောင်က3ဓာတ်ပိတ်ထားတယ်အစစ်လိုက်ဝင်ပြီးတော့မှ3ဆင့်ဝင်ပြီးတော့မှမြို့သမီးဆောင်နေဘက်ကိုညာဘက်ကို꿰လိုက်တော့မြို့သမီးတွေထားတဲ့ဘက်ပေါ့အမှသူတို့တရားခမ်းမှလှုပ်ထားတရားခမ်းမှလှုပ်ထားအမှတရားဓမ္မတွေတင်ပြီးခဲ့တယ်ပေါ့နော်ခုတော့လေမနေ့ဖန်မှာတာယာဝတီထောင်ဆရာဆန်ကွက်မြက်ခံခဲ့ရတဲ့ဒီနေ့သွားရင်တော့ထောက်ကျက်မော်ဘီတိုက်ကြီးအောက်ကန်30တာယာဝတီပေါ့အိမ်မှာဆရာလေးမနေ့ဖန်သွားပြီးတော့ကျင်းသူကျင်းသား4တောင်လောက်ရှိတယ်ပေါ့နော်အဲ့ဒါကျင်းသူတွေကိုတိတက်သွားပြီးတော့တရားဓမ္မတွေသင်ပေးမှာနော်ကျောင်းတရားမျိုးစုံနဲ့လူလောကရဲ့စီမင်းဥပဒေနဲ့ကိုက်ညီဘူးလို့ယူဆတယ်တချို့လည်းအကြောင်းမျိုးမျိုးကြောင့်ဒီကျင်းတောင်တွေကိုရောက်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်သူတို့ကိုအားလဲပေးရင်ပေါ့သူတို့မှာကထွက်ရရှိတယ်ပေါ့ထောင်ကြတဲ့သူတွေမှာထွက်ရမရှိဘူးလားရှိတယ်နော်တချို့6လကြာတယ်တစ်နှစ်ကြာတယ်သူတို့မှာထွက်ရရှိတယ်အိမ်ထောင်ကြတဲ့သူတွေကထွက်ရရှိလားနော်ဒါပေမဲ့ထောင်ကြတာနဲ့အိမ်ထောင်ကြတာနဲ့အိမ်လေးတစ်လုံးပဲกว่าတာမလားဒါပေမဲ့အိမ်ထောင်ကြတော့မပြောဘူးလားပြောတာပေါ့နော်ပြောတော့နိုဘိုတယ်ဟိုတယ်တို့ဘာတို့သမရာတို့ဘာတို့မှာမကျင်းပါဘူးလားကျင်းပါအဲ့အိမ်ထောင်ကြတာတော့ထွက်ရရှိရလားထွက်ရမရှိတော့အိမ်ထောင်ကြဒါပေမဲ့ပြောတယ်နော်ထောင်ကြအဲ့ဒီထောင်နဲ့စားလို့ရှိရင်အခုဒီထောင်ကထွက်ရရှိရင်တချို့တွေကအဲ့လိုထောင်ကြရတယ်စိတ်ဆင်းရဲတယ်မိမိလှုပ်ချင်တာတွေမလုပ်ရဘူးမိမိချစ်ခင်တဲ့သူတွေနဲ့မပေါင်းတင်ရဘူးအတူတူမနေရဘူးပေါ့နော်ဒါသူ့စိတ်ကိုသူကြဖြစ်သွားတဲ့နေရာမှာသူ့ရဲ့စိတ်ရဲ့ခံစားမှုပေါ့နော်ဝမ်းနေပြီးနေတဲ့စိတ်ဆင်းရဲပြီးနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တချို့ကြတော့လေအခုမှပဲအေးစစ်စစ်နေရတော့တယ်လို့မို့ဆိုရင်မိုးလင်းမိုးကြအလုပ်လုပ်လိုက်ရတာတနေ့ကုန်တနေ့ကန်ပါကြွေးမှုများကြွေးမှုဟိုပြေးလိုက်ဒီလွှားလိုက်နော်လုပ်လိုက်ရမှန်းလိုက်တာအခုတော့ထောင်ထဲမှာအေးစစ်စစ်နေရတော့တယ်အပြင်တော့ကိုသွားခြင်းလို့လွတ်လွတ်လပ်လပ်သွားလို့တော့မရဘူးပေါ့နော်အကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင်လည်းအကောင်းမြင်သမားအတွက်ကအေးချမ်းချမ်းနဲ့အချိန်တစ်ခုရတယ်ပေါ့နော်အဆိုးမြင်သမားအတွက်ဆိုရင်တော့ဒီထောင်ထဲမှာနေရတာချင်းချက်တဲ့စိတ်ဆင်းရဲမျိုးမျိုးရှိမယ်အကောင်းမြင်တဲ့ဘက်ကြတော့လေဒီလိုထောင်ထဲမှာပြည်လူတွေနဲ့မတွေ့ရတော့
ကိုကကိုအေးစစ်စစ်လွတ်လွတ်လပ်လပ်တူတယ်တီးတန့်အနေလို့ရပြီပေါ့ဒီလိုလဲအကောင့်ဘက်ကတွေးတယ်ဒီလိုရှိမယ်တချို့ကြတော့လေပြစ္ဆုတ်ပန်တဲ့မှာနေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒီအထဲမှာနေရတဲ့အခိုက်အတန့်ကလေးမှာလုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ပေါ့နော်တရားဓမ္မအားထုတ်ခြင်းအလုပ်ကဒီအချိန်မှာအားထုတ်လို့အကောင်းဆုံးပဲဒီချိန်မှာအပြင်လဲမထွက်ရမယ်အတူတူပြစ္ဆုတ်ပန်တဲ့မှာအကောင်းဆုံးလုပ်ကိုလုပ်မယ်ဆိုပြီးတော့တရားဓမ္မတွေအားထုတ်ခြင်းစိတ်တွေပေါက်လာအောင်ဇာလီတို့ကမနေ့ကသွားအောင်သွားပြီးတော့သင်ပေးမှာပေါ့နော်ဒီနေ့မိမိရရှိထားတဲ့အနေထားကိုတန်ဖိုးရှိရှိလက်ခံနိုင်မှုပေါ့အဲ့ဒါလေးသွားပြီးတော့သင်ပေးရမှာပေါ့ဖြစ်လာမှတော့အဲ့ဒါကိုဘာလို့ရတော့မှလဲလက်ခံရတော့ like truly and accept all truly မှန်မှန်ကန်ကန်ရှင်းတန်ရမယ်ပေါ့နော်မှန်ကန်စွာအသက်ရှင်ရမယ်ဆိုတော့ဒီလောက်ပြောတာပေါ့ဒီလောက်ပြောတယ်အဲ့လိုမှန်မှန်ကန်ကန်အသက်ရှင်ပြီးလို့ရှိရင်ဖြစ်လာတဲ့အာယုံကိုတော့ကြုံလာတာကိုဘာလို့ရမလဲလက်ခံတော့ဖြစ်လာပြီးမှတော့ကိုလက်မခံရင်ငါကြမှာဖြစ်ရလိမ့်ချင်းသူကြတော့ဘာဖြစ်လို့မဖြစ်ရတာတော့နော်ဟိုမကောင်းတဲ့ကိစ္စဆိုလဲငါကြမှာဘာလို့ဖြစ်ရတာတော့ကောင်းတဲ့ကိစ္စဆိုလဲငါကြမှာဘာလို့မဖြစ်ရတာတော့ why me why not me အဲ့လို question တွေနဲ့ဘဝကိုမကြည်မနဲ့ဖြစ်တယ်ဒေါသတွေဖြစ်တာပေါ့နော်အဲ့ဒါကိုလက်ခံနိုင်မှုကတရားဓမ္မကိုကြည်ကြံပွားများအထောက်ထားမှဖြစ်လာတဲ့အာယုံကိုလက်ခံနိုင်တာနှုတ်မဆိုမလက်ခံနိုင်ဘူးအဲ့လက်ခံနိုင်အောင်မိမိတို့ကကြိုးစားရမယ်ကြုံလာတဲ့သဘာဝဖြစ်လာတဲ့ခန္ဓာကို acceptance ဖြစ်အောင်လက်ခံနိုင်မှုမိမိတို့ရလာတဲ့အခိုက်အတန့်လေးမှာနံပါတ်1ကျင်းထောင်ထဲမှာနေရပြီမဲ့မိမိတို့မှာအသက်ရှင်ဝင်ရသေးတယ်ဒါလေးပေါ့နော်လူအဖြစ်ကိုလည်းရနေတယ်အသက်ရှင်ခွင့်လည်းရနေတယ်အဲ့နှစ်ခုပေါ့အဲ့ဒါလေးကိုကလက်ခံပြီးတော့အကောင်းဆုံးအဲ့ဒီရရှိတဲ့အနေအထားမှာအကောင်းဆုံးဘာလုပ်မလဲနေ့ရလည်းမနေ့ကလည်းဆက်လေးပြောတယ်လေတော်ထဲမှာကြီးကန်းတကောင်တစ်ပင်ပေါ်မှာထိုင်ပြီးစိတ်ဆင်းရဲတော်စိတ်ဆင်းရဲတာဘာလို့စိတ်ဆင်းရဲလဲဆိုလူတွေကသူ့ကိုသဘောမကျဘူးတဲ့သူ့ကိုဆိုရင်တဲ့ကြီးကန်းဖြူရောင်လားမဲရောင်လားမဲတူးနေလို့တဲ့သူ့ကိုလူတွေကသဘောမကျဘူးအတန်ထွက်တော့လေသူကပချိပချိမထွက်ဘူးလေဘလို့អော်တော့အဲ့အတန်လေလူတွေကမကြိုက်ဘူးတဲ့လူတွေကသူ့ကိုအမဲရောင်ကြီးမလို့လည်းမနစ်သက်ကြဘူးတဲ့အဲ့ဒါနဲ့သူကကြီးကန်းငိုတယ်ကြီးကန်းကိုတော့ကြီးကန်းရဲ့မျက်လုံးကထွက်ကြတယ်မျက်ရည်ဆက်ကတစ်ပင်အောက်မှာထိုင်နေတဲ့သူတော်စင်းပုံပြုတ်ကြသူတော်စင်းကလက်ကိုကြည့်လိုက်တော့မျက်ရည်စက်လေးတွေ့တော့မော့ကြည့်တော့ကြီးကန်းကိုတွေ့ရကောင်းလေးတွေပြန်ကောင်းလေးတွေပြန်ကြီးကန်းကိုမော့ကြည့်တော့ကြီးကန်းရဲ့နင်ငိုတာလားဟုတ်တယ်ဘာဖြစ်လို့ငိုနေတာတော့အဲ့လိုလိုပဲသူ့ကိုလူတွေကဘယ်သူမှမနစ်သက်ကြဘူးပေါ့နော်အဲ့တော့သူကဝမ်းနေတယ်ပေါ့သူရရှိတဲ့ဘဝကိုသူကဝမ်းနေလို့သူမျက်ရည်ကျတယ်အော်ဒါမျိုးမပူပါနဲ့တင်ပါဖြစ်ချင်တယ်ဖြစ်ချင်တဲ့ဘဝကိုသူလုပ်ပေးပါမယ်သူတော်စည်းကဝမ်းသာလိုက်တာသူတော်စည်းကအဲ့လိုတွေလုပ်ပေးနိုင်လားအဲ့လုပ်ပေးနိုင်တာပေါ့အဲ့ဒါဆိုရင်လုပ်ပေးမယ်ကဲဘာဖြစ်ချင်လဲပြောတော့ကြီးကနန်းပြူလေးဖြစ်ချင်တယ်ဘာလေးဖြစ်ချင်လဲသူကသားပြူလားသားမင်းလား
အဲ့တော့ဘာရောင်လေးဖြစ်ချင်လဲဖြူရောင်လေးဖြစ်ချင်တယ်အငန်းဖြူလေးဖြစ်ချင်တယ်ဆိုအော်ဟုတ်ပြီလုပ်ပြီးမယ်တကူရှိတယ်နော်တကူရှိတဲ့အတွက်ငန်းဖြူလေးဖြစ်အောင်သူကလုပ်ပြီးမယ်ပေါ့နော်အဲ့လိုလုပ်ပြီးမယ်ဆိုကဲဒါပေမဲ့ငန်းဖြူလေးကိုသွားမေးလိုက်ပါဦးဒီဘဝကြီးကဘလောက်ပြီးဘလောက်တောင်ပျော်ရွှင်စရာကောင်းတယ်ဝမ်းသာစရာကောင်းတယ်သိအောင်သွားမေးလိုက်ပါဦးဟုတ်ကဲ့ပါသွားမေးပါငန်းဖြူလေးရောက်တော့ငွေငန်းဖြူလေးရေမင်းဘဝကတော့နော်ငါနဲ့တခြားစီငါမှာတော့မဲတူချိတ်မင်းမှာတော့ဖြူဖွေးပြီးတော့ငွေရောင်လေးတက်လက်လက်နဲ့မင်းကိုလူရေးရချစ်ခင်ကြတယ်မင်းဘဝတိတ်ပျော်ရွှင်စရာကောင်းပါပဲလို့ပြောတော့ငွေငန်းဖြူလေးကဘယ်ရလားတဲ့မင်းကမဲလို့ငါမှာတော့ဖြူစွတ်စွတ်နဲ့တယောက်နဲ့ရှိလို့တဲ့အဲ့အဖြူတယောက်နဲ့ဘယ်လိုလုပ်လှမှာတော့ဟိုမှာကြည့်လိုက်စမ်းစက်တူရေးလေးကြည့်လိုက်စမ်းအယောင်လေးတွေစုံလို့စက်တူရေးမှာနှက်ခိုင်းလေးရလေးနီးလို့သူ့ရဲ့အတောင်ပံလေးတွေကလည်းစိမ့်ပြီးအမီးလေးတွေမှာရွှေရောင်လေးတွေပပြီးတော့တခါတည်းခရမ်းရောင်လေးတွေနဲ့သူ့တောင်ပံလေးကိုဖြတ်လိုက်ရင်လေတောင်ပံလေးကြားထဲမှာရွှေနဲ့အနက်နဲ့ကြားရတဲ့အကြားလေးတွေရှိတယ်တော်တော်လှတာစက်တူရေးလေးတွေကနှာခေါင်းလေးတွေနှုတ်သေးလေးတွေမျက်နှာတွေမျက်လုံးလေးတွေတော်တော်ကြည့်ကောင်းတယ်ငါ့ကိုကြည့်ပါဦးဒီတယောက်နဲ့ဘယ်လိုလုပ်လှမှာလဲဟောဒါဆိုငွေငန်းပြူလေးကမပြောဘူးလားမပြောဘူးစိတ်ဆင်းရဲတယ်ကဲဒါဆိုရင်တော့တို့လေစက်တူရေးကိုသွားမေးအောင်မယ်စက်တူရေးကိုသွားတင်စက်တူရေးတင်ဘဝကလှပပြီးတော့ကာလာစုံနဲ့ကာလာဖူးဖြစ်တော့ပေါ့အရန်ကိုအယောင်နေရာလေးလှတယ်တင်ဘဝတိတ်ပျော်မှာပဲနော်မေးဟဲတင့်ကိုကျုပ်ကအားကြနေတာကြီးကန်းရဲ့ဟဲဘလို့ဖြစ်တာတော့တင်ဟာလေးတဲ့လွတ်လွတ်လပ်လပ်ပြန်တန်းလို့ရတယ်တိုက်တယ်လို့နေလို့ရတယ်တင့်ကိုဘယ်သူမှမဖမ်းဘူးကျုပ်တို့စက်တူရေးတွေမှာတော့တွေ့တာနဲ့လူတွေကဖမ်းတာတဲ့ဈေးထဲမှာအရက်ထဲရွာထဲမှာစက်တူရေးဆိုရောင်းစားတာတဲ့သူတို့ရဲ့စီးပွားရေးတစ်ခုအနေနဲ့ငါတို့ကိုလှောင်အိမ်ထဲမှာထားပြီးတဲ့အခါမှာဝယ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့အိမ်မှာငါတို့ကိုလှောင်အိမ်နဲ့ထားတာလှောင်အိမ်ထားရုံနဲ့မကောင်းဘူးငါတို့ပြန်ထွက်သွားမှဆိုလို့ငါတို့ရဲ့အတောင်ပံကိုချိုးထားတာတချို့အိမ်တွေမှာဆိုရင်လှောင်အိမ်နဲ့မထားပေမဲ့ငါတို့ကပြန်တန်းလို့မရဘူးအမျိုးမျိုးသောလူတွေရဲ့စတာနောက်တာနော်ငါတို့မှကြောက်နေရတယ်ဘယ်နည်းတတ်မလဲအဲ့ဒီအိမ်မှာတိရစ္ဆာန်တွေရှိလို့ရှိရင်ခွေးရကြိုက်မလားကြောင်ကကြိုက်မလားငါတို့မှလက်နေရတာမင်းတို့လူမျိုးတစ်ပင်ပေါ်မှာပျော်ပျော်ပပနေချင်တာပေါ့ကြီးကန်းလေးရဲ့အော်အဲ့လိုလားငါကောင်းတာပေါ့နော်ဒီကောင်းတာပေါ့နေရလွတ်လွတ်လပ်လပ်နေရတာငါတို့မှဒီလိုလှပတဲ့အယောင်တွေကြောင့်ငါတို့မှဒုက္ခတွေရောက်နေရတယ်အော်အဲ့လိုလားငါလေးဘသူ့ကိုအားကြလဲသိလားဒေါင်းလေးကိုအားကြတာတဲ့အော်လို့ပြန်ရောဟဲ့ဘာဖြစ်လို့ဒေါင်းကိုအောင်းကြတာလို့ဒေါင်းကြတော့လူတိုင်းကမဖမ်းဘူးလေ။အော်သူ့ကိုတိရစ္ဆာန်ဥယျာဉ်မှာထားလို့ဆိုလဲအကျဲကြီးနဲ့ထားတာပေါ့နော်။ဒေါင်းအမီးလေးတွေဆိုလဲလှတယ်ပေါ့။အတန်လေးတတန်လောက်ပြီးသမီးမိုက်ရွှေနေရာမှာဆိုလို့အဲ့ဒေါင်းမီးလေးဆိုလဲသိလှတယ်။ဟောနော်။သူ့ရဲ့အမီးလေးတွေကဖြန့်လိုက်လို့ရှိရင်တော်တော်လေးကိုလှတယ်။ကြည့်ပါဦးဒေါင်းမီးလေးတွေကသူ့ရဲ့အကွက်ကလေးတွေကအယောင်လေးကိုစုံလို့ဟောဒီမှာအဖျားလေးထဲမှာမဟလာနှက်ခါရောင်လေးလည်းရှိတယ်အစိမ်းလေးလည်းရှိတယ်နှက်ခါရောင်လေးရဲ့အတွင်းထဲမှာဒီထဲမှာရွှေရောင်ကိုနော်ဝေမေရောင်လေးလိုမျိုးအနက်ကလေးဆူဆူလေးပတ်ထားတယ်ပြီးတော့မှသူ့ကိုစိမ်းပြာလေးကအနုအရင်နဲ့ပတ်ထားတယ်ပြီးတော့မှသူ့ကိုရွှေရောင်ကပတ်တယ်ရွှေရောင်ကပတ်ပြီးတော့မှအစိမ်းလေးကပြန်ပြီးတော့ပတ်တယ်ပတ်ပြီးတော့မှသူ့ကိုဝင်းရံထားတယ်အမွှေးလေးတွေကလေအမတန်လှတာဒါကြောင့်မလို့အဲ့ဒီငါဒေါင်းလေးဖြစ်ချင်တာပြောဒီအဆိုငါဒေါင်းသွားမေးလိုက်အောင်မယ်ဒေါင်းလေးကိုသွားမေးတယ်ဒေါင်းလေးရေတင်ရတော့အရန်ပျော်စရာကောင်းပါပြီပြောတော့ဒေါင်းကလည်းမျက်ရည်ကျနေရငါ့ကိုအားကြနေလား
ငါတို့ထောင်းနေဆိုတာအေးဆေးနေရတာမဟုတ်ဘူးလူတွေကဖမ်းနေငါတို့ကခိုင်းနေငါတို့မှအေးမနေရဘူးခဏခဏအမီးတွေကိုဖြန့်ရတယ်ပြီးလို့ရှိရင်ငါတို့ထောင်းနေရလူတွေကငါတို့ရဲ့ထောင်းမွေးလေးတွေကိုထောင်းမီးလေးတွေကိုအမျိုးမျိုးအလှအပဖြစ်နေသုံးပြပြီးတော့ငါတို့ခန္ဓာကိုယ်ကနေပြီးတော့အဲ့ထောင်းအမီးတွေငါတို့ရဲ့အမီးတွေကိုအဲ့ဒီလိုဆွဲထုတ်တိုင်းငါတို့အသားတွေကနေသွေးတွေထွက်တယ်သိနာတာပဲမင်းရဲ့အမွေးကိုတော့ဘယ်သူယူလဲငါအမွေးတော့ဘယ်သူမှမယူဘူးကြီးကရဲ့အမွေးကဘာရောင်လဲအမဲအောင်ဆိုတော့ယူလားမယူတောင်းမွေးလေးတွေကမလှဘူးလားလှတော့လူတွေကမယူဘူးလားအဲ့လိုယူတဲ့အခါကျတော့သူတို့မှနာကျင်မှုတွေမရလိုက်ရလားအဲ့ဒီတောင်းမွေးတွေတမွေးဖြုတ်တိုင်းငါတို့မှအင်မတန်နာကျင်ရမျက်ရည်ကျမင်းဘဝလေးကိုအားကြတယ်အဲ့ဒါနဲ့သူလဲဘယ်လိုဖြစ်သွားမလဲသူကသူဘာလေးဖြစ်ချင်တာငွေငန်းပြူလေးဖြစ်ချင်ရနေပြီးဘသူစီပြန်သွားလဲဆိုတော့သူတော်စင်းစီပြန်သွားအေးပြန်လာပြီလားပြန်လာပြီအေးအဲ့ဒါဆိုကဲလာငွေငန်းပြူလေးဖြစ်ကိုပြောင်းရအောင်မပြောင်းပါနဲ့တော့တဲ့ဒီတိုင်းပဲကောင်းပါလေဒီတိုင်းပဲကောင်းပါလေဆိုလိုတာကဒီပုံမြင်လေးရဲ့သဘောကအလုံးကဘာတွေနဲ့ဒုက္ခတွေနဲ့ကိုမသိလို့လောကကြီးမှာရှိသမျှဩဃာတလောကတတ္တလောကသင်္ခါရလောကကြီးရှိသမျှအကုန်လုံးနေတုံလှုပ်ပြီးတော့လောင်ကျွမ်းပြီးတော့ပြောင်းလဲနေတယ်အမြဲတမ်းသူတို့ကရွေ့နေတယ်အမြဲတမ်းရွေ့ရှားနေပြောင်းလဲနေရွေ့ရှားနေတဲ့ပြောင်းလဲနေတာဖြစ်တဲ့အတွက်မမြဲတဲ့သဘောရှိတယ်မမြဲဘူးဖြစ်တဲ့အတွက်ဆင်းရဲတဲ့သဘောရှိတယ်မဆင်းရဲပါနဲ့လို့ပြောလို့မရတဲ့အတ္တမဆင်းရဲပါနဲ့လို့သူ့ကိုပြောလို့မရတဲ့အနတ္တသဘောရှိတယ်သူ့လိုကိုကြိုက်လဲမလိုက်ဘူးသူကသူဖြစ်ချိန်နဲ့ဖြစ်ချိန်နဲ့ပြည့်ရတာပဲအဲ့ဒီလောကကြီးရဲ့သဘောကိုပြန်ကြည့်လိုက်တော့လောကကြီးမှာတခုမှမက်စရာလို့မြဲတာလည်းမရှိဘူးချမ်းသာတာလည်းမရှိဘူးကိုယ့်လိုကိုယ်အကြိုက်တိုင်းဖြစ်တဲ့အတ္တဆိုတဲ့နယ်ပယ်လည်းမရှိဘူးဆိုတာကိုပြောတာအဲ့တော့ကိုဖြစ်တည်နေတဲ့ဘဝကအလုံးကဒုက္ခဆင်းရဲပဲလူတွေဆိုလဲသူမစင်ထုတ်ကြီးသူထမ်းပြီးတော့သူ့ဘဝသူအသက်ရှင်ဖို့အတွက်သွားလာနေတဲ့ပုဂ္ဂိုလ်နတ်တွေလည်းအဲ့လိုပဲအချိန်တိုင်းသိရတယ်မြမတွေလည်းအဲ့လိုနတ်တွေပူဆိုးတယ်နော်စိတ်လေးနည်းနည်းမဆိုးလိုက်နဲ့လက်သက်ကျွေသွားတယ်ခန္ဓာကိုယ်မှာချွေးလေးထွက်တာနဲ့လက်သက်ကျွေသွားတယ်ခေါင်းမှာပန်ထားတဲ့ပန်းလေးနွမ်းသွားတာနဲ့လက်သက်ကျွေသွားတယ်အင်မတန်ကိုပဲဘယ်ဘဝမှမက်စရာမကောင်းဘဝတိုင်းဘာတွေနဲ့လဲဒုက္ခတွေနဲ့အဲ့တော့မိမိတို့ကရရှိတဲ့မိမိတို့ရဲ့ဘဝကိုအမှန်တိုင်းနေပြီးတော့လက်ခံပြီးတော့နံပါတ်1ကဘာလို့ရမှာလက်ခံရမှာအဖေကအယက်သမားအမေကနတ်ကတော့တနေ့နတ်ကနာလိုက်ကရေရင်ရောင်နတ်ရောင်အဖေကအဆိုတော်လိုစီးပွားရှာသလိုညာတိုင်းရက်တော့ရဲဝိုင်းနဲ့အဲ့ဒီမိဘတွေရဲ့သားသမီးဖြစ်လာလို့လေဖြစ်မလာခြင်းလို့ရလားဒီဖေဒီမေရဲ့သားသမီးဖြစ်လာတော့ဘာလို့ရတာပဲလေလက်ခံရတာပဲဒီဖေဒီမေရဲ့သားသမီးမဖြစ်ချင်ပါဘူးလို့ပြောလို့မရပါဘူးဟုတ်လားဒါကိုကလက်ခံရမယ်ဘဝမှာဖြစ်လာတာကိုရွေးချယ်လို့မရတဲ့ကိစ္စလက်ခံပြီးမိမိကိုယ်မိမိဒီလောကကြီးဆင်းရဲတယ်လောကလို့ပြောလိုက်တာနဲ့ဆင်းရဲတဲ့ဘဝကြီးမှာရှိနေတယ်ဆိုရင်ချမ်းသာတာလည်းရှိမှာပေါ့ဆန့်ကျင်ဘက်လေပြိုတာရှိလို့အိုတာရှိတာပေါ့ချစ်တာရှိလို့မုန်းတာရှိတာပေါ့ဒါဆိုရင်ပြောင်းလဲခြင်းရှိရင်မပြောင်းလဲခြင်းလည်းရှိဒုက္ခရှိရင်ဒုက္ခလည်းရှိရမှာမမြဲတာရှိရင်မြဲတာလည်းရှိရမှာအ
အစိုးမရတာရှိရင်အစိုးရတာလည်းရှိအဲ့ဒါကိုဒါဆိုတေခြင်းတရားရှိရင်မတေခြင်းတရားလည်းရှိရမှာနော်မတေတဲ့နေရာလည်းရှိမှာတေတာရှိရင်မတေတာရှိမယ်ဆန့်ကျင်ဘက်သဘောတရားတွေရှိတဲ့အတွက်ဆင်းရဲတာကိုဆင်းရဲတယ်လို့အမှန်တိုင်းသိဖို့လက်ရှိဘဝမှာပြစ္ဆုတ်ပံဘဝမှာအမှန်တိုင်းသိဖို့အမှန်တိုင်းကိုလက်ခံနိုင်ဖို့ဒါကိုပဲကြိုးစားရမယ်အဲ့ကြိုးစားတဲ့အခါမှာဆရာလေးတို့တွေအခုဘာဖြစ်လို့အဲ့လိုအမှန်တိုင်းမသိရတာလဲအဲ့ဒါကိုမြတ်စွာဘုရားကအဝိဇ္ဇာလို့ခေါ်တယ်မသိမှုပေါ့ဘာကိုမသိတာလဲဆိုတော့လောကကြီးမှာဓာတ်တဘာဝတွေပဲရှိတယ်သုံးမြတ်တလို့ပြောတဲ့အကောင်ထဲတုံးခဲပုံဟန်နမိတ်မှစိတ်သုံးနေတဲ့သဘောပဲရှိတယ်ရိုးဝါဖြူရွှေအကောင်ထဲလို့မရှိဘူးဓာတ်တဘာဝလှိုင်းကလေးတွေပဲရှိတယ်ဘဝလို့ပြောတာအခုရုပ်တရားနဲ့တရားနဲ့ဥပ္ပလဝနာဒီမှာရှိနေတာယုံနဲ့နဲ့ပြဉ္ညာအဖြစ်ပြောရင်တော့ဥပ္ပလဝနာတိလရှင်တကယ်ရှိတာကရုပ်တရားနဲ့တရားအဲ့ဓာတ်လိုင်းလေးတွေရဲ့သဘောတွေကလေအမြဲတမ်းစက္ခတစ်ခုနေရာမှာတစ်ခုအစားထိုးပြီးပြောင်းလဲပြီးသွားအဲ့ဥပ္ပလဝနာဒီဘဝလေးကနေပြီးတော့သုတိစိတ်ကျသွားတယ်ပြီးတော့နောက်ဘဝတစ်ခုမှာနတ်သမီးလေးသွားဖြစ်တယ်ကိုကြတော့နတ်သမီးပေါ့နော်သူများကြတော့ဝတ်တွေချက်တွေပါလေနတ်သမီးလေးသွားဖြစ်တယ်ဆိုနတ်ဘဝမှာရုပ်ရောနာမ်ရောဘာလေးပဲပြောင်းသွားတယ်ခေါင်းလေးပဲပြောင်းသွားဘာလေးပဲပြောင်းသွားလေခေါင်းလေးပဲဒီမှာတော့ကဘာလဲလူဟိုဘက်ရောက်တော့နတ်ဘာလေးပဲပြောင်းသွားတာလေခေါင်းလေးပဲပြောင်းသွားဘာလိုင်းလေးပဲလေဓာတ်လိုင်းလေးပဲလိုင်းတပါပါလို့ဒီဘက်ကချုပ်ဟိုဘက်မှာဖြစ်ခေါင်းပြောင်းသွားလို့ဘာလို့ခေါ်တော့ဘဝလူဘဝနတ်ဘဝဘာပြောင်းသွားလို့ခေါင်းပြောင်းသွားအမှန်တော့ဘာနဲ့ပါပဲလေရုံနဲ့နာမည်ရုံနဲ့နာမည်ဓာတ်တဘာဝပဲလို့သိကျင်တော့အမှန်တရားတွေသိဖို့အတွက်မြတ်စွာဘုရားကသိစေရဘယ်နှချက်ပြတာ၅ချက်ညီယဓမ္မတရားလို့ခေါ်တယ်အဲ့ညီယဓမ္မတရားလောကကြီးမှာဘလောက်ပဲတက်တာပြောအဲ့ဒီအထဲကိုဆွဲထည့်လိုက်ငါးခုတွေကိုဝင်နေနော်စင်ချေရာကြီးတဲ့အတွက်ကြောင့်မလို့ဘသူရဲ့ခြေရာပဲဝင်လာလားစင်ချေရာတဲ့ဝင်သွားတယ်အဲ့လိုပဲဘလောက်ပဲတက်တာကြီးပြောလို့ရှိရင်တရုပ်ခွဲပြီးထည့်လိုက်အဲ့ဒီငါးခုတွေကိုပဲဝင်သွားတယ်အဲ့ဒီသိစရာလေးဘယ်နှခုလဲငါးခုပညာကတစ်ခုပရမတ်က၄ခုပရမတ်ဆိုတော့မဖောက်ပြန်တဲ့သဘောက၄ခုရှိမယ်မဖောက်မပြန်မှန်ကန်နေတဲ့သဘောက၄ခုရှိမယ်အဲ့ဒီ၄ခုကိုခေါ်ဖို့ပြောဖို့အမိတက်ပြီးတော့အမိနာမတဟဲနေနဲ့ဘာကိုကြည့်ပြီးတော့လဲဆိုတော့သူတို့ရဲ့အဆိုင်ခဲဒုတွေကိုကြည့်ပြီးတော့မြေမုံလေးတွေပဲကြည့်ပေါ့နော်ဆရာလေးတို့အခုဘက်ဖိုးနဲ့သွားပြီးတော့စကော်ပီယန်နဲ့သွားပြီးတော့တောင်ပိုလေးတွေဖြူတယ်ပေါ့နော်တောင်ပိုလေးတွေဆိုရင်တေးသေးလေးမြေလေးစုထားတာဘာလို့ခေါ်လဲတောင်ပိုနော်အဲ့တောင်ပိုတွေကနေနည်းနည်းလေးပို့ပြီးတော့ကြီးလိုက်ဘာလို့ခေါ်လဲတောင်ကုန်းအဲ့တောင်ကုန်းတွေကတစ်ခုနဲ့တစ်ခုနဲ့ဆက်ပြီးတော့ဆက်ကဆင့်ငါသွားရင်တောင်တဲမခေါ်ကြဟုတ်တယ်နော်အမှန်တော့ဆရာလေးတို့ကကဏပေါ့အဆိုင်ခဲကိုကြည့်ပြီးတော့အဲ့အဆိုင်ခဲကနေမှသူ့ရဲ့သေးရင်ဓမြေကြီးမကိုကမြင်နဲ့သိနေထားတယ်စာတင်ထားတယ်စာတက်ထားတော့ဒါအမှုံလေးတွေစုထားတာဟုတ်လားပထဝီတေဇောအာဘောဝါယောဓာတ်ကြီး၄ပါးအဲ့ထဲမှာရှိတယ်မြေဓာတ်ကပုံများတယ်ဒီထဲမှာဘယ်ဝိတုမှန်သမျှကြည့်လိုက်ရင်ပထဝီတေဇောအာဘောဝါယောဝဏခန္ဓာကတာဩဇာဒီ၈မျိုးပဲရှိတယ်ဒါကိုကစာသင်ထားတာဟုတ်ဆိုတော့သူ့ရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့အမှန်တော့မြေမုံလေးတွေစုထားတာပဲ
သေးတာလေးကြတော့တောင်ဖို့နည်းနည်းလေးပို့ပြီးတော့ကြီးလာတော့တောင်ကုန်းပြီးတော့အဲ့တောင်ကုန်းလေးတွေပို့ပြီးတော့ကြီးလာတော့တောင်တန်းဆိုတော့ဘာကိုကြည့်လိုက်တာလဲဆိုတော့တန်ထန်နာဘာလို့ခေါ်လဲတန်ထန်နာပုံသဏ္ဍာန်ကိုကြည့်ပြီးတော့ပြောလိုက်တာပေါ့ဘာကိုကြည့်ပြီးတော့လဲပုံသဏ္ဍာန်ကိုကြည့်ပြီးတော့ပထမတော့ဘာကိုကြည့်ရလဲအဆိုင်ခဲဘာကိုကြည့်လဲအဆိုင်ခဲအဲ့လိုအဆိုင်ခဲလေးဒုနဲ့တဲနဲ့ဖြစ်နေတာလေးတွေကိုပင်ညက်လို့ခေါ်တယ်ဘယ်လိုခေါ်လဲပင်ညက်ပအမျိုးမျိုးအစားစားအဖြစ်မြတ်တိခေါ်ခြင်းအဲ့လိုပဆိုတဲ့အမျိုးမျိုးအစားစားအဖြစ်မြတ်တိခေါ်ခြင်းကိုပေါင်းလိုက်တော့ပင်ညက်တိကိုပါဠိပြလိုက်တော့ပညာဆိုတာအမျိုးမျိုးခေါ်နေမှာပဲခုနလေးတန်ထန်နာသေးတာလေးကိုကြည့်ပြီးတော့တောင်ဖို့လို့ခေါ်မယ်တောင်ကုန်းလို့ခေါ်မယ်တောင်တန်းလို့ခေါ်မယ်အဲ့တောင်တန်းကြီးကအများကြီးဟိမဝန္တာဟိမာလီယာတောင်တန်းကြီးဆိုအများကြီးပဲเนาะဆရာလေးတို့အိန္ဒိယဘက်မှာဆိုရင်နီပေါအိန္ဒိယအဲ့ပတ်လည်မှာဘူတန်ဟိမာလီယာတောင်တန်းကြီးအများကြီးလို့ခေါ်ကြအဲ့တော့တန်ထန်နာတွေဖြစ်နေတယ်ပြီးရင်ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့နာမည်တွေပြောတာတွေခေါ်သွားတာတွေသူ့ရဲ့အစုအဝေးကိုကြည့်ပြီးတော့ပြောတယ်ဟောတတ္တဝါတွေကြလဲအသက်ရှိတဲ့သူကြတော့ဘာပညာလို့ခေါ်မလဲတတ္တပညာအဲ့တတ္တပညာကိုလည်းအသက်ရှိလို့တတ္တပညာကိုလည်းပခုံးနှစ်ဖက်ကြားခေါင်းပေါင်းရင်ဘာလို့ခေါ်လဲလူအဲ့လိုခြေရလက်ရလေးဘက်ကုန်းပြီးတော့သွားနေဘယ်လိုခေါ်လဲတရိပ်ဟောပေါ့အပယ်လေးပုံသားတွေပေါ့နော်အပယ်လေးပုံသားတွေမမသွားနိုင်ဘူးသူတို့ကလေးဘက်ကုန်းပြီးတော့သွားနေတယ်အပယ်လေးပုံသားတွေသူတို့ကတော့အပါယအပယ်လေးပုံသားအဲ့အပယ်လေးပုံသားကိုမှထပ်ပြီးတော့ခွဲလိုက်အောင်လာခွေးတို့ကြောင်တို့ကြွက်တို့ချင်းတို့ရင်တို့တန်းတို့အမျိုးမျိုးအမျိုးခွဲသွားသူတို့ရဲ့တက်ရှိမှလည်းထပ်ပြီးတော့ခွဲသွားအဲ့ဒါကိုပုဂ္ဂလပညာဘာပညာလို့ခေါ်လဲပုဂ္ဂလပညာတွေကတော့အများကြီးပဲအခုလူလို့ပြောတဲ့ကိုယ်ပဲပြောမယ်ဆိုရင်အမျိုးသမီးဆိုလဲမှန်တယ်မိန်းမဆိုလဲမှန်တယ်သီလရှင်ဆိုလဲမှန်တယ်ဆရာကြီးဆိုလဲမှန်တယ်တိတ်ခါရှင်လို့ပြောလဲမှန်တယ်ဥပလဝနာဆိုလဲမှန်တယ်ထင်းင်းတို့မေတော်ကြီးဆိုလဲမှန်တယ်ဘောရိဆာယာကဦးဆောင်တဲ့ဆရာကြီးဆိုလဲမှန်တယ်နော်အမျိုးမျိုးထေရီလေးအဖွားဆိုလဲမှန်တယ်နော်ဆရာလေးတယောက်တည်းကိုပဲနော်ဒေါက်ခင်ယူနဲ့ဒေါက်တာခင်ယူနဲ့ပြောလဲမှန်တာပဲလေမဟုတ်ဘူးလားဘယ်လိုပဲပြောမှန်နေတာပဲကိုတယောက်တည်းမှာနာမည်ကဘယ်နှမျိုးထွက်သွားလဲ10မျိုးထွက်သွားတယ်ဒါကြောင့်ပညာဆိုတာအမျိုးမျိုးအစားစားအားဖြင့်ခေါ်ခြင်းသူဒီတကယ်မရှိဘူးအမှန်တကယ်မရှိအခုပဲလေကိုပုံစံအမျိုးမျိုးနဲ့ခေါ်လားခေါ်နေလားခေါ်နေတာအမှန်တကယ်မရှိဘူးအမှန်တကယ်ရှိတာကိုတော့ပရမတ်လို့ခေါ်တယ်ဘယ်လိုခေါ်လဲပရမတ်အဲ့ပရမတ်ဒီပညာဆိုတာပျောက်သွားပုံစံပြောင်းရင်ပျောက်သွားတာဒီပုံစံလေးနဲ့ဝတ်ထားလို့တိလရှင်လို့ပြောပြီးမယ်အခုပဲအဖြူနဲ့စိမ့်နဲ့ဝတ်လိုက်ရင်ဘယ်လိုဖြစ်သွားလဲဆရာမပြောင်းသွားတာအဲ့ဒါဥမာဆရာလေးကအဖြူနဲ့အနီလေးနဲ့ဝတ်ပြီးတော့ကပ်လေးစောင်းနိုင်ဆရာလေးကိုနတ်စမသူနာပြုအဲ့လိုမှမဟုတ်ဘဲနဲ့ဆရာလေးကဂျူတီကုတ်လေးဝတ်ပြီးတော့နှစ်ချက်ကလေးချိတ်ထားလိုက်ဆရာလေးကိုဆရာဝင်မေတ္တာဟုတ်ပါလားနော်အမျိုးမျိုးမပြောင်းလာတော့အဲ့ဒါကိုဆိုင်ကယ်ခွာစီးပြီးတော့နော်ဆိုင်ကယ်ခွာစီးပြီးတော့အင်ဂျင်နီယာအိုးထုတ်နေဆရာလေးကဟိုအတန်ဒီနဲ့ကွာနေပါကျသွားဆရာလေးကဘာဖြစ်သွားမလဲအင်ဂျင်နီယာမဟုတ်ဘူးလားအဲ့တကယ်ရှိလားမရှိဘူးနော်အဲ့မရှိတာတွေကပဲဆရာလေးတို့ဖုံးလွှဲနေတယ်မရှိတော့မရှိဘူးတကယ်ရှိတာကခုနပရမတ္ထဆိုတဲ့စိတ်စေတသိက်ရုပ်နိဗ္ဗာန်ဒီလေးခုတကယ်ရှိအထောက်တင်ရရှိတဲ့လေးခုမှလည်းစိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့ကကံစိတ်ဥရုအာဟာရဆိုတဲ့အကြောင်းတရားတွေကပြုပြင်ဖန်တီးပြီးတော့နေရတယ်။ဟောနိဗ္ဗာန်ဆိုတဲ့တရားကတော့ကံစိတ်ဥရုအာဟာရတွေနဲ့သူ့ကိုပြုပြင်ဖန်တီးပြီးစရာမလိုဘူးတဲ့။ဆိုတော့ပရမတ်မှာလည်းနှစ်မျိုးကွဲသွားတယ်။ပြုပြင်ဖန်တီးခြင်းခံရတာနဲ့ပြုပြင်ဖန်တီးခြင်းမခံရတာ။သဘောအပြင်ပြုပြင်ဖန်တီးခြင်းကိုခံရတယ်ဆိုတော့အဲ့ဒီပြုပြင်ဖန်တီးမှုမပေးရင်သူတို့ဘာလုပ်မလဲ။ဆင်းရဲမယ်။ဟောဒါဆိုရင်ပြုပြင်ဖန်တီးခြင်းကိုခံရတော့ထောက်ပံ့ပေးနေပြန်တော့လေ तू ကမြဲတဲ့တရားလားမမြဲတဲ့တရားအခုလေကျွေးနေတာပဲလေရေလဲချိုးလာတယ်အခုရင်နှွေးနဲ့ချိုးဆိုတော့လေရင်နှွေးနဲ့ချိုးလာတယ်ပဲအမျိုးမျိုးသူ့ကိုဘာလုပ်ပေးရလဲပြုပြင်ပေးနေရတယ်နော်ရေချိုးမှရမယ်ရင်နှွေးနဲ့ချိုးမှရမယ်
အမျိုးမျိုးပြုပြင်ပေးတာပဲအဲ့လိုလုပ်ပေးနေတဲ့အတွက်မအိုနဲ့လို့ပြောလို့ရလားသပင်မဖြူနဲ့လို့ပြောလို့မရဒါကြောင့်မလို့သူ့ကိုဘလောက်ပဲပြုပြင်ပေးနေနေ तू ကတော့ဘာလုပ်နေတာလဲပြောင်းလဲနေတာဟောဒါဆို तू ကဘာလုပ်တဲ့သဘောဖောက်ပြန်တတ်တဲ့သဘောဟောသူတို့တွေကပြုပြင်ဖန်တီးခြင်းစင်ရဲ့အစ်စ်ပဲဟော तू ကြတာအဲ့ဒါကြီးမခံရတဲ့အတွက်သူ့ကိုတော့ဘာလုပ်တယ်လို့ခေါ်လဲချမ်းသာတယ်လို့ခေါ်အဲ့တော့ချမ်းသာတဲ့ဘဝကိုရခြင်းနေဒီဘက်ကစင်ရဲ့အစ်စ်ကတော့အိုမှာပဲနာမှာပဲတေးမှာပဲဆိုရင်ဟောပြောင်းလဲနေပါပဲဆိုရင်မအိုမနာမတေးတဲ့နိဗ္ဗာန်ဆိုတဲ့စိတ်ရဲ့ဖြူစင်ခြင်းအစစ်အမြင့်ဆုံး level အထိကိုတွားဖို့အတွက်မိမိတို့သူတို့ကိုအရေးခံပြီးသိအောင်ပရမတ်ကိုသိအောင်လုပ်မယ်ဆိုတော့ယုတ်ကတပါးနာငါနှစ်ပါးဘာတပါးယုတ်ကတပါးနာငါတပါးအဲ့ဒီယုတ်တရားနဲ့နံတရားဆိုတဲ့ပရမတ်တရားကိုအမှန်သိခြင်းရင်မြတ်စွာဘုရားသိခြင်းရတယ်သိလို့ရတယ်နည်းရှိတယ်တတိပဋ္ဌာန်မဂ္ဂင်၈ပါးအလုံးဒီတတိပဋ္ဌာန်ဦးစီးတဲ့မဂ္ဂင်၈ပါးအလုံးကလွဲလို့ကျန်တဲ့အလုံးနဲ့စိတ်ရဖြူစင်ခြင်းအမြင့်မြတ်ဆုံးဘဝကိုအမြင့်မြတ်ဆုံးလူသားအဖြစ်ကိုမရနိုင်ဘူးဒါကြောင့်တတိနဲ့စကိုစရမယ်ဆိုတော့ဒီယုတ်တရားနံတရားတွေရဲ့အမှန်တရားကိုသိဖို့အတွက်ဟောဆရာလေးတို့ကကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးမြတ်စွာဘုရားညွှန်ပြအဲ့တော့ပုဂ္ဂိုလ်တ attva တွေမှာအကုန်လုံးလိုက်ညီတဲ့ကာယ ानु ပတ္တနာတတိပဋ္ဌာန်ကိုဆရာလေးတို့ရှုတယ်ဟောကာယ ानु ပတ္တနာဒီရုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ထင်ရှားရှိတယ်မြင်လွယ်သိလွယ်တဲ့ဩလာဟိကရုပ်တွေဖြစ်တဲ့အတွက်ကြံတန်းတယ်ထင်ရှားတယ်မဟာဘုတ်ရုပ်တွေဖြစ်တဲ့အတွက်ကြံတဲ့ရုပ်တွေတဲ့ကြီးကျယ်အဲ့တော့ဒီရုပ်တရားကိုကင်လိုက်ပြီးတော့မှပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးမှာဆရာလေးတို့ဘု து ကိုစရှုလဲဝါယောကိုစရှုဝါယောတည်းရဲ့တွန်းမှုသဘောတွန်းမှုသဘောတွန်းမှုသဘောဒါပေမဲ့ထိုင်နေတဲ့အချိန်မှာဝင်လေထွက်လေရှိတဲ့နာသီးပြားနာသီးဝအသားဆိုင်နှကန်းပြားနှကန်းဝါကိုကြည့်နေတာလေလေးဝင်သွားတယ်လေလေးထွက်သွားတယ်ဆိုအာနာပါနဘယ်လိုခေါ်လဲအာနာပါနလေလေးဝင်သွားတယ်လေလေးထွက်သွားတယ်ဆိုဘာလို့ခေါ်လဲအာနာပါနလေလေးဝင်သွားတာဝင်ခြင်းတို့ဝင်လာလားဝါယောတွန်းမိလို့လားဝါယောတွန်းမိဒါဆိုဝါယောရဲ့တွန်းသဘောလို့ပြောရင်တော့အာနာပါနမဟုတ်တော့ဘာဖြစ်သွားပြီလဲဓာတ်ကြီး၄ပါးဓာတုမနတိကာရဖြစ်သွားရှုပ်သွားလားဝင်လေထွက်လေကိုရှုနေဘာလို့ခေါ်လဲအာနာပါနဝင်လေရှုလေရှုနေဘယ်လိုခေါ်လဲအာနာပါနအဲ့ဝင်လေထွက်လေဟာသူ့တိုင်းဖြစ်ရတာလားဝါယောတွန်းပေးလို့လားဒါဆိုဝါယောတွန်းပေးလို့နော်ဝါယောတွန်းတဲ့သဘောကိုဉာဏ်နဲ့ဆင်ခြင်ပြီးတော့တွန်းတဲ့သဘောလို့ပရမတ်ရဲ့ဝါယောဓာတ်ပရမတ်ရဲ့လက္ခဏာကိုတင်ပြီးရှုတာဝါယောဓာတ်ရဲ့လက္ခဏာသတ္တပိစုပဒံပဋ္ဌာန်၄ပါးတွေကဘာကိုတင်ရှုတာလဲလက္ခဏာကိုတင်ရှုတာနော်ဘာကိုတင်ရှုတာလဲလက္ခဏာကိုတင်ရှုတာလက္ခဏာတင်တယ်ဆိုတာဘာကိုတင်ရတာဓာတ်ရဲ့လက္ခဏာကိုတင်ရအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကိုမတင်ရအနိစ္စဒုက္ခအနတ္တကတင်ရတာလားမြင်ရတာလားသူကဉာဏ်နဲ့မြင်ရနော်ဒါဉာဏ်စဉ်တွေရောက်လာတယ်ဆိုရင်ကိုယ်တိုင်မြင်တာပေါ့အနိစ္စအစစ်ကိုယတဗုဒ္ဓဉာဏ်နဲ့မြင်မယ်ဒုက္ခအစစ်ကိုနိဗ္ဗာန်ဉာဏ်နဲ့မြင်မယ်အနတ္တအစစ်ကိုမဉာဏ်နဲ့မြင်မယ်ဒါမြင်ရမယ့်ကိစ္စတင်ပြီးတော့ရှုတဲ့အခါမှာဟုတ်တယ်သူဆရာလေးကလက်ကလေးဒီလိုလုပ်နေဘာဘသူရဲ့တွန်းတဲ့သဘောဘာရောတက်ရဲ့တွန်းတဲ့တွန်းတဲ့သဘောလို့ပြောပြမယ်ဆရာလေးတို့မှာပြဉ္ညက်ကမရှိဘူးလားရှိလားဘယ်ပြောက်မလဲဒီလက်ကြီးမြင်နေရသားနဲ့လက်လို့မပြောဘူးလေလေးဝင်သွားတာသိရသားနဲ့ဝင်လွေလို့မပြောဘူးတွန်းတဲ့သဘောလို့မှတ်တယ်ဒါဆိုစပြီးတော့ရှုမှတ်ခါစားပုဂ္ဂိုလ်မှာအဲ့ဒီတသက်လုံးတတန်တရားလုံးကိုယူလာတဲ့အဲ့ဒီပြဉ္ညက်အတိအချက်ချင်းဖြောက်လို့ရပါမလားမရချက်ချင်းဖြောက်လို့မရပြဉ္ညက်အတိအချက်ချင်းဖြောက်လို့မရဒါဆိုရင်အဲ့ပြဉ္ညက်အတိအချက်ချင်းဖြောက်လို့မရရင်မရှုဘဲလဲနေလို့မရဘာသဘောပဲရှုနေရတွန်းတဲ့သဘောပဲရှုနေရအိမ်နေလဲတွန်းတဲ့သဘောလေရဝင်တာထွက်နေတာကိုအရာပေါ်ရောက်လဲတွန်းတဲ့သဘောလက်လေးလှုပ်ရှားလဲတွန်းတဲ့သဘောပန်းလေးကိုကိုင်းလိုက်လဲတွန်းတဲ့သဘောစကားပြောနေလဲတွန်းတဲ့သဘောခေါင်းညိတ်နေလဲတွန်းတဲ့သဘောမျက်မှန်လေးပင့်တင်နေလဲတွန်းတဲ့သဘောတစ်ချိန်လုံးဘာသဘောကိုသိတွန်းတဲ့သဘောကိုသိဒါပေမဲ့အမူအရာတွေပေါ်နေဒါဖြစ်တဲ့အတွက်ကြောင့်မလို့
တွန်းလို့ရွေ့တယ်လှုပ်တယ်မသိရဘူးလားသိရလားတွန်းလိုက်လို့ဘာလုပ်တယ်ရွေ့တယ်လှုပ်တယ်ဟုတ်တယ်နော်ဘာလုပ်လိုက်လို့တွန်းလိုက်လို့ဘာလုပ်တာရွေ့တာလှုပ်အခုလည်းပါဇက်ကလေးကမလှုပ်လားလှုပ်နေလားရှာလေးရရောအမူအရာလေးရရောဒါဘာလုပ်လိုက်လို့တွန်းလိုက်တော့ရွေ့တယ်လှုပ်တယ်ဆိုတဲ့သဘောတွေကိုဘာနဲ့ဆုံးဖြတ်နေရမြင်နေဆုံးဖြတ်နေအဲ့လိုတွန်းနေဆိုတဲ့သဘောကိုလှုပ်ပါများလာတော့မှအဲ့ဒီပညာကပြတ်မှာသူကသူမပြတ်ဘူးကိုကဘာလုပ်ရလဲမှတ်ပြရတယ်ဘာလုပ်ပြရလဲမှတ်ပြရမှတ်တယ်ဆိုတာဒီတိုင်းပဲမှတ်မလဲမိမိရဲ့လှုပ်ရှားမှုတိုင်းမှာဘာကပ်ပြီးနေရတတိကပ်ပြီးရနေတတိမကပ်တဲ့သူကဘယ်မှတ်ပါမလို့ဟုတ်တယ်မလားဒါဆိုရင်တတိကပ်တဲ့အခါမှာလေတတိကိုအမြဲတမ်းကမ္မဋ္ဌာန်းအာယုံဖြစ်တဲ့တွန်းသဘောမှာပြက်ကနေကက်ခနဲ့နေရဘယ်သူကဖော်ပြရဝိရိယကဖော်ပြရဒီတိုင်းမပေါ်ဘူးတတိယဒီတိုင်းမပေါ်ဘူးဒါကြောင့်မလို့သူတို့ကိုတမာတိမဂ်ခင်3ပါးလို့ခေါ်တာသူတို့ကလုံးဝ classmate ပဲတကယ်အဖော်ကောင်းပဲသူတို့3ယောက်တွဲမှအောင်မြင်တာကြောင့်တတိနဲ့စရမယ်လို့ပြောပေမဲ့တတိကိုဘယ်သူကဖော်ပြရဝိရိယကဖော်ပြရဝိရိယကဖော်ပြတော့မှကက်ကနေပြက်ကနေကိုကတ်လိုက်တဲ့အခါမှာတွန်းသဘောလို့အမှုအရာတိုင်းအခြေအနေတိုင်းခေါင်းလေးလှုပ်လိုက်မျက်တောင်လေးခတ်လိုက်လက်ကလေးရွှေ့လိုက်ရှာလေးလှုပ်လိုက်သတွင်းမြူချအဲ့ပြောလိုက်တဲ့လှုပ်လိုက်တဲ့အမှုအရာတိုင်းမှာပြက်နေကတ်နေလှုပ်နေဖို့ကဘယ်သူလိုအပ်လဲဝိရိယလိုအပ်အဲ့ဒီတတိတို့ဝိရိယတို့ဒီတာမဲအနေထားကိုမရမက်ကင်ထိုက်တဲ့အနေထားဆိုတာတတိဆိုတာဒီကငါတတိရလိုက်တာဟဲ့အဲ့ဒါတမ္မာတတိမဟုတ်ဘူးအဲ့ဒါကိုတင်ညာလို့ခေါ်တယ်ဘယ်လိုခေါ်လဲတင်ညာငါနဲ့သိမှတ်မိတာပဲသိဉာဏ်ကောင်းတာပဲလောကကြီးမှာလူတွေခေါ်ဟောပြောဆိုနေရတယ်ဘာလို့ခေါ်လဲတင်ညာတတိဆိုတာအဲ့ကုသိုလ်အလုပ်ကုသိုလ်အာယုံကိုအမှတ်ရတာမှာဘာလို့ခေါ်လဲတတိပြောပါကုသိုလ်အာယုံကုသိုလ်အလုပ်ကိုအမှတ်ရတာမှာတတိအဲ့တတိအမှတ်ရနေဖို့ဘယ်သူလိုအပ်လဲဝိရိယအဲ့ဝိရိယကလည်းတာမန်ဝိရိယမျိုးမဟုတ်ဘူးမနေ့အစောကြီးထားပြီးစေးရုံသွားရအောင်မယ်ဟလားမနေ့အစောကြီးထားပြီးတော့ထမင်းထားချက်ရအောင်မယ်မနေ့အစောကြီးထားပြီးတော့နိုင်ငံခြားကိုသွားအောင်မယ်နော်အဲ့လက်ဝိရိယတွေကောင်တစ်နေ့လုံးအလုပ်လုပ်မယ်ပတ်စံတွေအများကြီးရမယ်အဲ့ဒီဝိရိယမျိုးပြောတာမဟုတ်ဘူးအဲ့ဒီဝိရိယဆိုတာအာတာပိတမ္ပဇာနောတတိမာဆိုတာဒီအာတာပဆိုတာကိလေသာကိုလောင်မြိုက်သွားတဲ့ကိလေသာကိုမိဖို့တိုက်တယ်လို့ပြားဝစ်သွားအောင်ခြောက်သွားအောင်ခန်းသွားအောင်လုပ်နိုင်တာကိုဘာလို့ခေါ်လဲအာတာပအဲ့ဒါမှဝိရိယအဲ့ဒီဝိရိယမျိုးဖြစ်နေရမယ်တတိနဲ့တွဲလိုက်တော့မှမက်ကင်ထိုက်တော့မက်ကင်ထိုက်တယ်နိဗ္ဗာန်ကိုသွားတယ်လမ်းကြောင်းဘိုလ်ထိုက်တယ်ဆန့်ကျင်ဘက်တရားတွေဘာလို့နိုင်လဲတိုက်ထုတ်နိုင်တယ်သဘောပေါက်လားဘုဇင်ထိုက်တယ်မဉ္ဇဉ်ကိုသွားမယ်အတောင်လက်ကလေးအဖြစ်နဲ့လိုက်ပြီးတယ်အဲ့လိုအရေးသွေးတွေမက်ကင်တွေဘိုးတွေဘုဇင်တွေထိုက်အောင်ထိမိမိတို့ကကြိုးစားအဲ့ကြိုးစားရင်ဘယ်သူထွက်ပြောက်သွားလဲဆိုတမာတိပေါ်လာဘယ်သူနဲ့အလုံးလုံးတာတတိနဲ့ဝိရိယနဲ့အလုံးလုံးသူတို့တယောက်တည်းတွဲလိုက်ကောအဲ့ကမ္မဋ္ဌာန်းအာယုတွန်းသဘောအဲ့ဒါလေးတစ်ခုလုံးမှရှိနေတယ်မြတ်တောင်ခတ်တာရှိတယ်ဒီလိုခတ်တာရှိတယ်စကားပြောတာရှိတယ်လမ်းလျှောက်လာတာရှိတယ်အထောက်ခိုင်းတာရှိတယ်နောက်ဆုံးပိတ်ကားမောင်းနေတဲ့အချိန်မှာလက်ပါလုံးနေလဲရွေ့နေဘာလုံးနေလဲရွေ့နေနော်ကားမောင်းနေနောက်တစ်ခါဘရိတ်နဲ့ဒီပါနဲ့တော့ဒီမလှုပ်ရှားဘူးလားလှုပ်ရှားနေလားလှုပ်ရှားနေဘယ်သူကတွန်းလို့ဘာရောကတွန်းလို့ဘာရောတွန်းတော့ခြေထောက်ကဘယ်နဲ့ညာနဲ့မရွေ့လားအဲ့ဒါမတိဘူးလားသိနေလားဘာသဘောလဲတွန်းလို့ရွေ့တယ်လှုပ်တယ်တွန်းလို့ရွေ့တယ်လှုပ်တယ်အလုပ်ပါများလာတော့တမာရီရှိတော့ပြည့်ညက်ပြတ်သွားတမာရီရှိလာတော့ဘာသဘောပဲထင်နေတွန်းတဲ့သဘောပဲထင်ဘယ်သူပြောက်သွားပြီပြည့်ညက်ပြောက်သွားအဲ့လိုမက်ကင်သုံးပါတတိရဲ့ဝိရိယတမာရီရဲ့လည်းကြိုက်တော့ဘာပိုလာပေါ်လာပညာအဲ့ဒီပ
ပညာသည်ဝိပဿနာပညာဘာပညာလဲဝိပဿနာအဲ့လိုတွန်းနေတဲ့သဘောဒီဘာတရားလဲရုပ်တရားဘာတရားလဲရုပ်တရားဝါရောတိုက်ရဲ့တွန်းတဲ့သဘောပြောကြည့်ပါဦးဝါရောတိုက်ရဲ့တွန်းတဲ့သဘောဒါဆိုဒီကိုယ်လုံးသွားလာနေတာအရင်တော့ငါသွားတယ်ငါစားတယ်ငါလှုပ်တယ်ဆိုတဲ့အတိအခုတော့ခေါင်းခါခြေလက်ဒီကိုယ်လုံးတိုက်တာလို့ဘယ်သူလုပ်ပြီးနေရဝါရောလုပ်ပြီးကိုညံနေမှာအမြင်ပါလို့သွားလဲရှင်းတော့တွန်းတဲ့သဘောပဲလာတော့လှမ်းပါခြေတော်ဒီလေးလှမ်းပါလှုပ်ပါလက်ကလေးလှုပ်ပါဘာကိုပဲတတိယကတ်နေလဲဝါရောတွန်းတဲ့သဘောဆိုခေါင်းကားခြေလက်တွေကဓာတ်သဘောလေးတွေအရှိန်လေးတွေသွားနေဘာတွေပျောက်သွားတာပြည့်ညက်တွေပျောက်သွားပြည့်ညက်ဆိုတာဘာတရားမရှိတဲ့တရားဝါရောတက်ဆိုတာကရှိတဲ့တရားဟောအရှိတရားတွေပေါ်လာတော့မရှိတရားတွေဘာလို့သွားလဲပျောက်သွားဘာတွေပေါ်လာလို့အရှိတရားတွေပေါ်လာပရမတ်ဆိုတဲ့တွန်းတဲ့သဘောကိုတတိယဝရိယရဲ့တမာရိရဲ့နဲ့တေးသေးချာချာကြကြနာနာလုပ်တော့ပြည့်ညက်တပိတဝါပြည့်ညက်ပျောက်ပြီးတော့မှပရမတ်စစ်တဲ့အနှစ်ကိုသွားပြီးတွေ့တာအရှိကိုတွေ့တာအဲ့အရှိကိုသိနေတဲ့အချိန်မှာမရှိတာတွေကွယ်သွားပြတ်သွားတယ်အဲ့တော့ကိုကဘာပြည့်ညက်ကိုတွက်ခွာလို့မရဘာကိုသိအောင်လို့အရှိကိုသိအောင်အဲ့ရှိရလဲအမှန်တကယ်ရှိတဲ့ထင်ရှားရှိတဲ့အခုဆရာလေးတို့ဝါရောဆိုတာထင်ရှားရှိကြည့်လေဒီမှာဘာရှိလဲထင်ရှားသူတွန်းပြီးတော့ဒီလက်ကြီးလှုပ်တာပေါ့ဇဝနာရဲ့ထင်ရှားရှိတယ်နော်ဝါရောဘာလို့ပေးလို့တွန်းပေးလို့ဒီလက်ကြီးဘာလို့သွားတာလှုပ်သွားတာရွှေ့သွားတာဟုတ်တယ်မလားသူမလှုပ်ပေးရပါမလားတော့ပညာထင်နော်မသူခေါင်းကြီးညှိလို့ဆရာလေးဟုတ်တယ်ဟုတ်တယ်နော်ထင်ရှားမရှိဘူးလားရှိလားထင်ရှားရှိတဲ့ဝါရောတက်ရဲ့သဘောဝါရောတက်ရဲ့တွန်းမှုသဘောပါပဲလို့သိနေတာဘုဒ္ဓံဘုဒ္ဓတော်ပတ္တိအဲ့ဒါဘုဒ္ဓံဘုဒ္ဓတော်ပတ္တိပဲထင်ရှားရှိတဲ့သဘောကိုတဘာဝတရားကိုဝါရောတက်ရဲ့ထင်ရှားရှိတဲ့တွန်းတဲ့သဘောပဲလို့သိနေတာဒီအဲ့ဒါဘုဒ္ဓံဘုဒ္ဓတော်ပတ္တိတကယ်ရှိတာကိုတကယ်တွန်းတဲ့အတိုင်းသိပေးနေရအဲ့လိုသိပါများနိုင်ငါမလာတော့လှုပ်နေတာသွားနေတာလှုပ်ရှားနေသည်များအကုန်ကာလပတ်လုံးဘယ်သူတွန်းတာကြီးပဲဘာရောတွန်းတာကြီးပဲငါတွန်းလို့ရလားရုပ်ဆိုတာဘာလို့တက်တဲ့တော့မသိတတ်တဲ့သဘော तू ကတော့ तू က तू တွန်းနေတာသိပါမလားမသိပါဘူးရုပ်နဲ့ငါနဲ့ကွဲသွားတယ်ဘာနဲ့ကွဲသွားလဲရုပ်နဲ့ငါနဲ့ကွဲသွားအရင်တော့လက်လှုပ်သွားတယ်ငါလှုပ်တာငါပြောတာငါပန်းခိုးတာငါပန်းထိုးတာဒီလိုနေခဲ့ရကနေဘာနဲ့ကွဲသွားလဲရုပ်နဲ့ငါနဲ့ကွဲသွားအဲ့လိုရုပ်အပေါ်မှာငါဆိုတဲ့တဏှောကာယောတက္ကာယောတက္ကာယဒိဋ္ဌိပြုတ်သွားတာရူပပရိစ္ဆေကဉာဏ်လို့ခေါ်တယ်အဲ့ဒါရှိရသုံးခုစုံလိုက်လို့နောက်ကပညာဝင်လာတာပညာဝင်ရင်လို့ဝင်တိုင်းဝင်လို့မရကိုယ့်ဘက်ကိုဒီဂရီပြည့်လာရင်နောက်ကဝင်သွားတာအဲ့လိုဝင်သွားတော့မှရုပ်ပေါ်မှာဘာကွဲသွားပြီငါကကွဲသွားပြီဘာကြံသေးလဲမင်းကြံသေးတယ်ရုပ်နဲ့နာနေရတတ်နေတာလားတတ်နေတာမဟုတ်ဘူးရုပ်ရှိရင်ရုပ်ကိုမှီပြီးတော့မှဘသူကဖြစ်ရမင်းကဖြစ်ရဟုတ်တယ်လေမျက်စိနဲ့ဆင်းနဲ့တိုက်လို့ဘာဖြစ်ရတာမြင်သိစိတ်ဖြစ်ရစကုပ္ပတာရမရှိရင်မြင်သိစိတ်ဖြစ်ပါဒါဆိုရင်နံတရားတွေကဘယ်ပေါ်မှာမှီပြီးဖြစ်တာရုပ်တရားတွေပေါ်မှာမှီပြီးတော့ဖြစ်ရသူ့ကြီးပဲဖြစ်လို့ရဒါဆိုရင်အခုဆရာလေးတို့ဝါရောလေးကမတွန်းဘူးလားသူကသူတွန်းတာလားနံတရားကတွန်းခိုင်းလို့လားနံတရားကတွန်းခိုင်းလို့ရွေးလိုက်လေလက်ကလေးကိုစုလိုက်လေလက်ကလေးကိုကားလိုက်သူခိုင်းလို့နံခိုင်းလို့ဘယ်သူကလုပ်တာယောဂလုပ်တာကိုယ့်ကိုလှုပ်ချင်တိုင်းလုပ်တာမဟုတ်ဘူးဒါဆိုရင်ရုပ်နဲ့နာနဲ့သည်သဟဇာတပညာမြညာသဟဇာတအတူတကွရှိတယ်ပညာမြညာအပြန်အလှန်ရှိတယ်သဟဇာတဘယ်လိုရှိလဲအတူတကွရှိပညာမြညာကအပြန်အလှန်ရှိရုပ်ဖြစ်ရင်ဘယ်သူကသိနာငါသိအဲ့တော့နာငါခိုင်းရင်ဘယ်သူကလုပ်ယောဂလုပ်ရုပ်ဖြစ်ရင်ဘယ်သူကသိနာငါသိသ
ဘိုက်နာတယ်ဘိုက်အောင်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အကုန်လုံးကိုဘယ်သူကသိလဲနာကသိခေါင်းမူတယ်ခေါင်းကိုက်တယ်ခြေကျိုးတယ်တွေးတွက်နားတယ်ကျင်းတယ်ထုံတယ်ကိုက်တယ်ဘယ်သူကသိနာကသိရုပ်ဖြစ်တာလည်းဘယ်သူကသိနာကသိမသိဘူးလားသိနေလားသိနာကခိုင်းရင်လည်းဘယ်သူကလို့ရုပ်ကလို့ဆိုတော့တွားမှတ်ရင်နဲ့ရုပ်တရားပေါ်မှာအမြင်ရှင်းတယ်လို့ဒီရုပ်ကြီးလှုပ်နေတာရွေ့နေတာပြုံးနေတာမဲ့နေတာဒါဒီလေပြုံးမိတယ်မဟုတ်လားဟုတ်တယ်မလားကိုယ့်အကိုနေနေလေအကြောင်းတရားတစ်ခုပြုံးမိတယ်ဆိုတတိထားနေတော့ငါဘာလုပ်လိုက်တယ်ပြုံးလိုက်တယ်သိသွားတယ်လေဘယ်သူတွန်းတာလဲဘာရောတွန်းလို့ပြုံးလိုက်တဲ့စိတ်ကသောမနတဘာကိုပြုံးခြင်းနဲ့ပီတိဘာတရားလဲမန်တရားဘာဒီပါလိုက်သိလားမန်ဒီကိုပါလိုက်သိလားဒါဆိုရင်ရုပ်အပေါ်မှာမူတည်ပြီးတော့ကိုယ့်ရုပ်ကလေးကိုမှန်ထဲမှာကြည့်မှန်ထဲမှာကြည့်တော့ကိုယ့်ရုပ်ကလေးကိုကိုယ့်ကိုသဘောကျသွားတယ်ဘာလေးကိုကြည့်ပြီးတော့ရုပ်ကလေးကိုကြည့်ပြီးတော့ကိုယ့်ရုပ်လေးကိုကြည့်ပြီးတော့ဘာလို့သွားလဲသဘောကျသွားတော့လေမန်တရားဘာတရားလဲမန်တရားဘယ်ပေါ်မှာပြီးပြီးတော့ရုပ်ပေါ်မှာပြီးပြီးတော့ဘယ်သူတွေကဖြစ်နေရတာမန်တရားဖြစ်နေရအရင်ကတော့ဘယ်သူပြုံးတာငါပြုံးတာအရင်ကတော့ဘယ်သူမြင်တာငါမြင်တာအခုတော့ပရမတ်ကိုရှုရင်းနဲ့ရုပ်တွေတတ်လုံးလို့မရဘူးရုပ်တွေဖြစ်တိုင်းဘသူကသိနေတာနာငါသိနေတာနာကိုပါတွဲပြီးသိတာရုပ်တတ်ဖြစ်လို့မရနာတတ်ဖြစ်လို့မရရုပ်ဖြစ်ဖို့အတွက်နာငါခိုင်းပေးရတယ်နာကိုရုပ်ကိုမှီပြီးတော့မှဘသူကပြင်ဖြစ်ရတယ်နာငါပြင်ဖြစ်ရတယ်နာအကြောင်းသဘောပေါက်သွားဩနာဆိုတာသူကသူပေါ်လာတာမှမဟုတ်တာဓမ္မတရားစသည်များကဖန်ဆင်းပြီးလို့နာငါဖြစ်ရတာမှမဟုတ်တာရုပ်ဟူသောအကြောင်းကြောင့်နာဟူသောအကျိုးတရားပေါ်လာရတာပါလားငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့မရှိဘူးဆိုနံတရားပေါ်မှာငါနဲ့ကွဲသွားငါမြင်တာမဟုတ်တော့ဘာကိုမြင်ပြီးတော့မြင်တာရုပ်ကိုမြင်ပြီးတော့မြင်တာဘာကြားတာမဟုတ်တော့ငါကြားတာမဟုတ်တော့ဘာကိုမြင်ပြီးတော့ကြားတာရုပ်ကိုမြင်ပြီးတော့ကြားသောတာအကြည်နော်နာအကြည်ကိုမြင်ပြီးတော့ကြားတာလေဟုတ်ရဲ့လားအနံလေးကိုမရဘူးလားငါနံတာမဟုတ်တော့ဘာအကြည်ကိုမြင်ပြီးတော့နာအကြည်ကိုမြင်ပြီးတော့နံကလေးတွေဖြစ်ရသဘောပေါက်သွားနံပေါ်မှာလည်းငါပြုတ်သွားရုပ်ပေါ်မှာလည်းငါပြုတ်သွားရုပ်နဲ့နံနဲ့အပေါ်မှာကွဲခြားပြီးပြီးတော့နာမရူပဘိစေတာနဲ့အဲ့ညာဘာလို့ခေါ်လဲပညာလို့ခေါ်အဲ့ဒီမှာလေငါပြုတ်ကလေးကအဲ့ဒီရုပ်နဲ့ပေါ်မှာအရင်တုန်းကငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ယူထားတဲ့တက္ကာယဒိဋ္ဌိလည်းပြုတ်တယ်အတ္တဒိဋ္ဌိလည်းပြုတ်တယ်အမြင်မှားတဲ့မိစ္ဆာဒိဋ္ဌိလည်းပြုတ်တယ်ဒိဋ္ဌိဘယ်လောက်ပြုတ်သွားလဲပြုတ်သွားတက္ကာယဒိဋ္ဌိလည်းပြုတ်တယ်အဲ့ရုပ်နဲ့ပေါ်မှာငါလို့ဆွဲယူတာတက္ကာယဒိဋ္ဌိလည်းပြုတ်တယ်အမြင်မှားနေတဲ့မိစ္ဆာဒိဋ္ဌိလည်းပြုတ်တယ်ပြီးတော့အဲ့ဒီပုံမှာအတ္တကောင်ဝိညာဉ်ကောင်လို့ယူထားတဲ့အတ္တဒိဋ္ဌိလည်းပြုတ်သွားတာအဲ့ဒီမှာဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတဲ့အမြင်စင်ကြယ်ခြင်းစဖြစ်တာအဲ့တော့အမြင်စင်ကြယ်ခြင်းစဖြစ်ပြီဆိုရင်သူကထပ်ပြီးသိသိအောင်မှာအဲ့တိုးသဘောသာရှုနေမိမိအိမ်မှာမိမိယတနာဘယ်နာမှာထားငါစိတ်နဲ့ကတ်ကိုဘယ်နာမှာထားငါကြောက်ဆွဲကြိုးနဲ့မှနေရတော့ဘယ်ဘူးထဲမှာထည့်ပြီးတော့ဘသူစီမှာသွားပြီးအပ်ထားတယ်မိဂန္တတရဲ့ဘယ်နာမှာဘာရှိတယ်ပလဲဆွဲကြိုးရဲ့ဘယ်နာမှာရှိတယ်နော်ဟိုပရမယဝဆက်ကတော့ဘူးနဲ့ထားတာမလို့ဘယ်နာမှာရှိဘသူသိကိုသိရလေကိုမသိဘူးလားသိတယ်လို့ပဲကိုယတနာတွေထားတဲ့နေရာကိုသိတယ်လို့ပဲအခုရုပ်အကြောင်းနာမ်အကြောင်းကိုကွဲပြားသိလာတဲ့ပုဂ္ဂိုလ်ကရုပ်ကိုသိသိပုံနာမ်ကိုသိသိပုံအလိုလိုပေါ်လာတယ်ရုပ်တရားတွေကခုနတုန်းကလက်ကလေးကိုတွန်းလိုက်တယ်အမူအရာလေးတွန်းတဲ့အမူအရာလေးရွေးတဲ့အမူအရာလေးလှုပ်တဲ့အမူအရာလေးပေါ်လာတာဘယ်သူခိုင်းတာနာမ်ကခိုင်းနာမ်ကိုသိသိလိုက်လောကကြီးမှာဖြစ်သမျှဒီအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပမြတ်စွာဘုရားရဲ့တရားတွေအကုန်လုံးအကြောင်းရှိလို့ဘာရှိတာအကျိုးရှိတာဒိဋ္ဌိတွေပြုတ်တာ
အာဟိတုအကြောင်းမရှိဘူးအကျိုးဆိုတာမရှိဘူးအကြောင်းကျိုးမရှိဘူးဆိုတဲ့ဒိဋ္ဌိတွေအကုန်လုံးရှင်းသွားတာခုနတွန်းကျင်လို့တွန်းတာမဟုတ်ဘူးဘယ်သူကတွန်းခိုင်းလို့နာငါတွန်းခိုင်းတယ်ဒါဆိုနတ်တယောက်တည်းကတွန်းခိုင်းတာလားဆက်ကြည့်ရဝါယောတက်ကလေးကိုဥဆောင်ပြီးတော့တွန်းလိုက်တဲ့အခါမှာတွန်းနေဆိုကြတဲ့ကသူ့မှာအတွန်းခံရမယ်ရုပ်တရားဘာလို့ရမလဲရှိရမယ်ဒါဆိုအ ਨੇ ဆုံးဓာတ်ကဘယ်နှပါ၄ပါးပထဝီဒေဇောအာဘောဝါဒါဆိုရင်တွန်းနေတာဒီအဲ့ရုပ်ကလေးရွေ့သွားဖို့အတွက်ဝါယောကတွန်းပေးရင်အတွန်းခံရတာဘယ်သူဖြစ်မလဲပထဝီဒေဇောအာဘောအဲ့ဒီ၃ယောက်ကအဲ့ဒီတွန်းကန်ခြင်းကိုဖြစ်ဖို့အတွက်တွန်းမှုသဘောကိုဖြစ်ဖို့အတွက်နန်းတယောက်တည်းမဟုတ်ဘူးထောက်ပံ့ပေးနေတဲ့ဘယ်သူတွေပါပါလဲရုပ်တွေကပိုင်သိဆဲတော့နော်သိဆဲတော့ဘာကိုသွားလုပ်ပေးနေတာတွန်းတဲ့သဘောလေးတွန်းတဲ့သဘောဘာလို့လဲဝါယောအဲ့ဝါယောတက်လေးတွန်းတဲ့သဘောလေးနောက်ကဘယ်သူကလိုက်နေစိတ်ကလိုက်စိတ်ကခိုင်းလို့နာငါခိုင်းလို့ဘယ်သူကလုပ်နေတာရုပ်ကလုပ်နေဘယ်သူကခိုင်းလို့နာငါခိုင်းဘယ်သူကလုပ်တာရုပ်ကလုပ်ဘယ်သူကအကြောင်းနာငါအကြောင်းဘယ်သူကအကျိုးရုပ်ကအကျိုးဒါပေမဲ့အဲ့ဝါယောရုပ်ကတွန်းနေဆိုတာအဲ့တွန်းနေဆိုတဲ့သဘောလေးလက္ခဏာလေးဖြစ်ဖို့အတွက်အတွန်းခံရမယ်သူကဘာတူလဲပထဝီအာဘောတေဇောဒါဆိုရင်အဲ့တွန်းမှုသဘောလေးဖြစ်ဖို့အတွက်အကြောင်းတရားတွေရုပ်တရားနာမ်တရားတစ်ခုတည်းလားရုပ်ကောနာမ်ရောလားရုပ်ကောနာမ်ရောအကြောင်းတွေအကုန်လုံးသိစေလိုက်တာပေါ့အဲ့တွန်းနေဆိုတစ်ခုတည်းရှုတာနော်တွန်းနေဆိုတော့ဒီမလေးဒီလိုလေးတွန်းလိုက်တယ်အတွန်းခံရလို့မလုံလားလို့လားလို့လေဒါကြောင့်မလို့တွန်းမှုသဘောလေးကိုဖြစ်ဖို့အတွက်တွန်းမှုတီးဟူသောဝါယောတရဲ့တွန်းကန်မှုတီးဟူသောအကျိုးတရားလေးဖြစ်ဖို့အတွက်နာငါလည်းအကြောင်းတရားဖြစ်နေပါဝင်တယ်လို့ပထဝီအခြားဓာတ်ကြီး၃ပါးဖြစ်တဲ့ပထဝီတေဇောအာဘောတို့ကလည်းအကြောင်းတရားဖြစ်တယ်ဒါဆိုရင်အကြောင်းတစ်ခုအကျိုးတရားတစ်ခုဖြစ်ဖို့အတွက်ရုပ်ကောနာမ်ရောဘာလို့ပြရလဲအကြောင်းပြုပေးရအကြောင်းကင်းတဲ့ကိစ္စလုံးဝမရှိဒါဆိုရင်အခုဝါယောလေးဘာလို့လိုက်ပြီးတွန်းလိုက်တဲ့အခါမှာအခုသူ့ရဲ့အကြောင်းတရားဒီရုပ်လည်းပါတယ်နာမ်လည်းပါတယ်သဘောပေါက်လားဒါဆိုရုပ်ကလေးကိုတော့ဘာလို့လိုက်ပြီးတွန်းလိုက်မှတ်တဲ့အခါမှာတွန်းတယ်လို့မမှတ်ဘူးလားမှတ်လားတွန်းတယ်လို့မမှတ်ဘူးလားမှတ်အဲ့တော့အတွန်းခံလိုက်တဲ့အရှုခံကဝါယောဓာတ်အရှုခံကဝါယောဓာတ်တွန်းတယ်လို့မှတ်နေတာကတခြားလားမဂ္ဂင်နေနဲ့မှတ်နေတာလားမဂ္ဂင်နေနဲ့တတိယဝိရိယရဲ့တမာရီရဲ့နောက်ဘာပေါ်လာလဲပညာရဲ့ပေါ်လာအဲ့တော့ရှုခါစားမှာတော့မိမိတို့ရဲ့ရှုခါစားမှာတော့ပထမဆုံးတွန်းတယ်ဆိုတာကိုတီးလိုက်တယ်ဘယ်သူလဲစိတ်ပထမဆုံးဘယ်သူလဲစိတ်ပင်မဲ့ဘယ်သူကမပြောက်သေးဘူးပညာကမပြောက်သေးဘူးဘာမပြောက်သေးလဲပညာကမပြောက်သေးအာကြီးပေါ်နေလက်ကြီးပေါ်နေခြေထောက်ဆိုလဲခြေထောက်ကြီးပေါ်နေပါးစပ်ဆိုလဲပါးစပ်ကြီးပေါ်နေပညာကဖြောက်လို့မရစိတ်ဖြစ်ပြီးဆိုဘယ်သူလဲသိပညာကလည်းသိပထမဆုံးစသည်တာကမြင်သိစိတ်ဒါစိတ်ညာစိတ်ဖြစ်ပြီးဆိုရင်နောက်ကဘာလို့မှတ်တဲ့ဘယ်သူအသိရလာအောင်လဲပညာသိဖြစ်ပြီးဆိုတာနဲ့မိမိတို့ကဝေဒနာမပေါလားပါလားပါအဲ့ဒါကိုကပညာနဲ့ရှုမဲ့ပုံကိုယ်ကိုဘယ်သူကဥစည်းလဲတတိယဥစည်းဘယ်သူကဝင်လာလဲတတိယဝင်လာပြီဆိုရင်တတိဆွဲမြဲဒီတက်နာကိုဘာလို့ခေါ်လဲတမာရီဘယ်သူကလဲပါတမာရီကလည်းပါတမာရီပိုင်နောက်ပါသိပါလားမင်းပညာသိအဲ့ဒါတွေအကုန်လုံးကဘာတရားတွေမန်တရားတွေတွေ့လားခုနကတော့အရှုခံကရုပ်တရားအရှုခံကရုပ်တရားအဲ့အရှုခံလေးကိုတွန်းသဘောလို့ရှုနေတာဒီစိတ်အတိရယ်ပညာအတိရယ်တတိအတိရယ်တမာရီအတိရယ်ပညာအတိအဲ့ဒါတွေကရုပ်တွေလားနာမ်တွေလားနာမ်တွေအဲ့ဒါကအရှုဉာဏ်ခုနတွန်းသဘောဆိုတာကအရှုခံသဘောပေါက်လားဘာရဲ့ရှုခံရဲ့ရှုဉာဏ်ရဲ့ဒါဆိုရင်ဘာပေါ်လို့ဘာပေါ်လာတာအရှုခံပေါ်လို့ရှုဉာဏ်ပေါ်လာအဲ့ဒါအရှုခံအကြောင်းတရားဒီရုပ်ရှုနေတဲ့အရှုဉာဏ်ဒီခြေတရားနဲ့ဒါလည်းဘာနဲ့ပါ
ရုံနဲ့မယ်ဒါဆိုရင်လောကကြီးမှာအကြောင်းကိုသိစေလိုက်ပြီဆိုရင်သူ့ဟာသူဖြစ်လို့မရအဲ့လိုလေးအကြောင်းသိစေလိုက်တော့မြမတရားစသည်များကဖန်ဆင်းတယ်လို့ပေါ်သေးလားမပေါ်တော့ပါမပေါ်တော့ဝိသိကိစ္စဆိုတဲ့ယုံမတန်တရားဖြစ်ခြင်းကင်းပြီးတော့သူတို့တွေအဖွဲအစည်းလိုက်ဖွဲအစည်းလိုက်သူတို့တွေပဲသွားနေတော့တာမိမိကအမြင်လဲရှင်းအကြောင်းအကျိုးဆက်ဆက်မှုကိုလည်းတွဲပြီးတော့သိနေတယ်ယုံနံကလည်းကွဲအကြောင်းအကျိုးကလည်းတွဲဖြစ်လာတဲ့ပုဂ္ဂိုလ်စက္ကုမန္တပုဂ္ဂိုလ်စက္ကုမန္တပညာသိတဲ့ပုဂ္ဂိုလ်အဲ့စက္ကုမန္တပညာသိတဲ့ပုဂ္ဂိုလ်ယုံနံကိုကွဲပြီးတော့အကြောင်းအကျိုးတွဲလာတဲ့ပုဂ္ဂိုလ်ကသိန်း1000 2000ထီပေါက်တာတဲ့တမိုးရှိတယ်တမိုးရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကမိကဆုံဘဝတော်မှာအပယ်မလားတယ်လို့ဆက်ပြီးလျှောက်ပဲဆိုရင်ဘယ်ကိုရောက်နေပြီစိတ်ရဲ့ဖြူစင်ခြင်းလမ်းကိုတက်လာတော့ဖြူစင်ခြင်းကိုဆက်ပြီးလျှောက်သွားရင်နောက်ဆုံးဖြူစင်ဆုံးဆိုတဲ့ to purity and peace of mind ဒါပဲ as the ultimate goal of life ဆိုတဲ့ဘဝရဲ့ဖြူဆုံးဘဝကိုတွားနိုင်သွားတယ်ဒါကြောင့်မလို့သိန်း1000 2000ပေါက်တာတဲ့စက္ကုမန္တပုဂ္ဂိုလ်ကပို့ပြီးတော့တန်ဖိုးရှိဒါမှလူတန်ဖိုးရှိတဲ့လူဘဝမှာတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်အဲ့တော့အမြင်တွေကမရှင်းဘူးနံတရားတွေလည်းမရှင်းဩရုပ်တွေတော့နည်းနည်းပေါ်ပါရင်နံကသိပ်ပြီးတော့မပေါ်ဘူးဆိုရင်ရှင်ပြပြန်လှည့်မသွားပါနဲ့ကိုမှန်ကြည့်တယ်လို့ပဲနော်မှန်ကိုသွားကြည့်တဲ့အခါမှာကိုကကြည့်ပါမများတော့ဖုန်တွေကလည်းတက်ကြီးတွေကလည်းကတ်ကိုမမြင်ရဘူးအဲ့တော့ဘာလို့ရမလဲဆိုတော့အဝတ်လေးကိုရေစွတ်ပြီးတော့မှန်လေးကိုဘာလို့လိုက်ပုတ်လေးလေးဘာလို့လေကြီးလေးကိုမမြင်ရဘူးလားမြင်ရလားမြင်ရရုပ်တွေနဲ့နေကိုအမှန်တိုင်းသိကျင်တဲ့ပုဂ္ဂိုလ်ကများဘာလို့ရမလဲမှန်ကိုပုတ်တယ်လို့မျိုးဘာကိုပုတ်နေရတွန်းသဘောတွန်းဒါပဲပြန်ပုတ်နေကိုကြည့်တာကဘာလဲမှန်မမြင်ရဘူးဆိုရင်ထွက်သွားလို့မရဘာပဲပြန်ကြည့်ရအဲ့မှန်ကိုပဲပို့ပြီးတော့ကြည်တဲ့ကြည်အောင်လမ်းလွဲမသွားနဲ့ဒါပဲဆက်ရှုနော်ရေရင်းတူးတဲ့ဥပမာလို့ဟိုနားဆယ်ဘေးဒီနားဆယ်ဘေးလိုက်မတူးနဲ့အဲ့တနေရာထဲမှာပဲပရမတ်စစ်ဓာတ်အနည်းရဲ့လက္ခဏာရတ္တအရှိတရားကိုသာရှုနေအရှိတွေပေါ်နေသမျှကလပ်ပတ်လုံးမရှိတဲ့ပညာတွေပယ်ခွာပြီးတော့မိမိမှာတတိတွေခုနအတိဘယ်နှမျိုးလဲ9မျိုးနန္တရားအတိဘယ်ပေါ်မှာသိတာလဲရုပ်ပေါ်မှာသိတယ်ပထမဘယ်သူကစသည်စေကတိသိတာနဲ့ပန်းတို့ဘာတို့ဆရာလေးတို့ဘာတို့မပေါ်လားပေါ်မလားပညာတိအဲ့ဒါမှဘာလေးဝင်လိုက်လဲတတိအတိပေါ်လာရင်ဆွဲမြဲလာရင်တမာရီအတိရလေပညာတိသိပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်စက္ခုမန္တပုဂ္ဂိုလ်လူဘဝရတော်လိုက်တာဒီလိုလူမျိုးမှာပရမတ္ထလူသားပရမတ်စစ်ဓာတ်အနည်းကိုသိလို့ပရမတ္ထလူသားရဲတော်တဲ့ပုဂ္ဂိုလ်သိသူပရမတ်စစ်ကိုသိတဲ့ပုဂ္ဂိုလ်ကိုလည်းသိတာတွေကိုမကျေနပ်ဘူးလားကျေနပ်လားကျေနပ်ဖြောင်းတော်လမ်းကိုရှောင်နိုင်ပါစေပြောလို့ကောင်းတော့ပဲလေ9:15ဖြစ်သွားပါပြီဆက်ပြီးပြောလိုက်ရင်9:00ခွဲသွားမှာဆိုလို့မနေ့ကလည်း4:00ထားရမှာဆိုတော့မနေ့4:00ထားသွားမှာမလို့ဇာလေးတို့နာခွင့်ပြုပါဗျာဒါဆိုရင်ဇာလေးတို့အပြည့်ပေးရနော်မိဘဘုရားဆရာဓမ္မကျေးဇူးရှင်များအစာထား၍ဒီတော်အမြဲဘုရားမူကြအစာထား၍ကုသိုလ်အမြဲဘုရားမူကြပါကုန်လားမိဘဘုရားဆရာဓမ္မကျေးဇူးရှင်
ကြပါမနေ့4 နာရီခွဲကြရင်ဖျားရှိခိုးဆောင်လေးတွေယူပြီးတော့10 ပါးသီလကိုယူလိုက်ပါဦးနော်10 ပါးသီလကိုရိုးတည်တည်နဲ့ကောင်းကောင်းမွန်မွန်လေးယူလိုက်ပါနော်ဆရာလေးကတော့ခုပြန်ယူလိုက်မယ်ပေါ့နော်ပထမတော့ပွဲထဲမှာယူရင်ဆရာလေးနောက်ကျသွားတာနဲ့ယူလိုက်ရနော်ဆရာလေးတို့ရဲ့အလှလေးရှိပါတယ်မိမိလွန်ခဲ့သော9 ရက်ခန့်မှဝယ်လွန်သွားသောမိခင်ကြီးဒေါ်လာကြီးအားရည်စူး၍သမီးဆရာလေးတော်ညာနေတီမှသုံးသက်ဆောင်စာတင်တိုက်အတွက်3 သိန်းချက်နဲ့ဆရာကြီးဓမ္မပူဇာလူငွေ3 သိန်းချက်လူတန်းမှာအမေလား9 ရက်ပဲရှိသေးတယ်9 ရက်လား9 တက်9 ရက်ပဲရှိသေးတယ်9 ရက်ပဲအမေကိုအမြပြီးဖို့အတွက်မဟိုခေါ်တာနော်ခေါ်ထားပြီးတော့အမြဝင်နော်အဲ့ဒီသုံးသက်ဆောင်မှာသွားပြီးတော့အမြဝင်နော်ပြင်လိုက်ပေါ့နော်ဖိတ်လိုက်ပေါ့တကယ်လို့ तू ကဓာတုခေါ်နိုင်တဲ့ပုံသဏ္ဍာန်မှာရှိရင်လာလို့ရအောင်လေလိုက်ပိတ်ပြီးပါနော်လိုက်ပိတ်ပြီးပါနော်